င်းရဲတဲ့ကျောင်းသူဘဝကလေးကသူမအတွက်ကျောင်းတက်ခွင့်ရအောင်ကျွန်တော်ပဲနှစ်အတော်ကြာစပွန်ဆာပေးခဲ့တာပါဒါပေမဲ့မကြသေးခင်ကစပြီးသူမဟာနားထောင်မဲ့သူရှိရင်နောက်12နှစ်ရင်ငါကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာဆိုပြီးရှောက်ပြောနေတော့တယ်သူမကကျွန်တော်စာပွဲခုံကိုလက်ဝါးနဲ့ရိုက်လိုက်ပြီးဒီနေ့ကစပြီးဒီအကောင့်ထဲကိုလစဉ်ပတ်စံလွှဲပေးငါရဲ့လူနေမှုစည်းအတွက်$1သိန်းကျွန်တော်ကြောင်အန်းသွားတဲ့စပွဲပေါ်ကစာရွက်အပိုင်းအစကိုကြည့်ပြီးနှာခေါင်းရှုံကသူတို့နှစ်ယောက်ကိုပြောလိုက်တယ်ဘာလို့ပေးရမှာလဲဗီဗီယန်ကဒါဟာတဘာဝကျတဲ့အလားဟန်ဆောင်ပြီး$1သိန်းပဲဟာကိုအကြောင်းပြချက်လိုသေးလို့လားဒီပတ်စံကငါအိတ်တလုံးဖိုးတောင်မရှိဘူးသူမရဲ့အိတ်ကိုကြည့်ပြီးကျွန်တော်မရေပဲမနေနိုင်တော့ဘူးအွန်လိုင်းကဝယ်ထားတဲ့$800ရတန်အတူကြီးလေးဒါကိုကြွားနေတာမြင်တော့မယုံနိုင်အောင်ဖြစ်ရတယ်ပြီးခဲ့တဲ့လကကြောင်းမုံဈေးတန်းမှာအဲ့ဒီအိတ်တူတွေကိုမုတ်ခိုးထည့်ခဲ့တာမေ့သွားပြီလားဗီဗီယန်မျက်နှာချက်ချင်းหนีရဲသွားပြီးနင်းလောက်ကြံပြောနေတာအိတ်တလုံးကို$1သိန်းဟုတ်လားဗီဗီယန်နင်းအိမ်မက်မက်နေတာလားငါစပွန်ဆာမပေးခင်ကနင်း$1တန်ထမင်းမှုတောင်မဝယ်နိုင်ခဲ့ပါဘူးအခုကြမှသူ့အတွက်လူနေမှုစရိတ်ဘာလို့ပေးရမှာလဲကျွန်တော်အဲ့ဒီစာရွက်ကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်တယ်ငါကသူ့ဝမ်းကွဲမောင်နှမလည်းမဟုတ်ဘူးဒက်စမွန်ကကြားဖြတ်ပြီးလောစင်မင်းတို့မိသားစုကဒီလောက်ချမ်းသာတာပဲငါတို့ကိုနည်းနည်းပါးပါးကူညီတာမဟုတ်ဘူးလားငါတို့ကိုဒီလောက်အထိအဆက်ခွဲဖို့တကယ်လိုအပ်လို့လားဗီဗီယန်ငါတို့လမ်းပေါ်မှာဖုန်းတောင်းစားရရင်တော့ငါအတွက်နဲ့မင်းရဲ့တိတ်ခါကိုအောက်ချပြီးသူ့ကိုမတောင်းပန်ပါနဲ့ဒါပေမဲ့ဗီဗီယန်ကလည်းလက်မခံပဲနင်းသူ့ကိုပတ်စံမပေးရင်နင်းရဲ့စပွန်ဆာကိုလည်းငါလိုမရှိတော့ဘူးကျွန်တော်မရေပဲမနေနိုင်ပြန်ဘူးလွန်ခဲ့တဲ့နှစ်နှလုံးလုံးငါနင်းကို$1.5သန်းပေးခဲ့တာနင်းမှာတိတ်ခါရှိရင်အကုန်ပြန်ပေး$2.5သန်းဟုတ်လားနောက်10နှစ်ကြာရင်နင့်ကို$25သန်းပြန်ပေးမယ်ဗီဗီယန်ကသူမဘက်ကမှန်နေတယ်လို့ပြောလိုက်ပြီးငါနင့်ကိုအခွင့်အရေးတစ်ချိန်ပဲပေးမယ်ဒါကိုလက်လွတ်လိုက်ရင်နောက်မှနင်2ထောက်တောင်းမှန်ရင်တော့လက်ကားပဲစိတ်ပြက်ပြက်နဲ့ကျွန်တော်အကျွေးစာချုပ်ကြီးကိုထုတ်ပြီးစကွဲပေါ်ရိုက်ချလိုက်တယ်ဒီမှာလက်မှတ်ထိုးပြီးရင်နင်လွတ်လပ်သွားပြီဗီဗီယန်ကနှာခေါင်းရှုံပြီးစာချုပ်ပေါ်လက်ပွေနှိပ်လိုက်တယ်လောစင်နင်နောက်တမရစီနဲ့ပြောဆိုနဲ့သူမကဒက်စမွန်ကိုဆွဲပြီးထွက်သွားတယ်ကျွန်တော်အိမ်အကူမန်နေဂျာကိုဖုန်းဆက်ပြီးဗီဗီယန်အတွက်စပွန်ဆာကိုဖျက်သိမ်းဖို့ပြောလိုက်ရသူကချက်ချင်းသဘောတူတယ်နားလည်ပါပြီတခင်လေးအဲ့ဒီအချိန်မှာတိုင်လာကပြေးလာပြီးကျွန်တော်ကိုမေးတယ်လောစင်မင်းသူမနဲ့ဘာရန်မျိုးရှိလို့လဲဒါပေမဲ့ဒီအမျိုးသမီးဟာအတိတ်ဘဝတုန်းကကျွန်တော်ဇနီးဖြစ်ခဲ့ပြီးကျွန်တော်ကိုတက်လူနီးပါလုပ်ခဲ့တယ်ဆိုတာကိုတော့သူ့ကိုပြောပြဖို့ခက်ပါတယ်ကျွန်တော်တို့နောက်မှာထိုင်နေတဲ့နောက်ထပ်အတန်းဖော်တယောက်ကဝင်ပြောတယ်သူမကအရင်ကတိတ်လိမ်မာပြီးတွေ့တဲ့သူတိုင်းကိုခေါင်းငုံနှုတ်ဆက်တတ်တာဒါဆိုအခုကြမှာဘာလို့လုံးဝတခြားလူတယောက်လိုဖြစ်သွားရတာလဲကျွန်တော်စိတ်ထဲကတွေးလိုက်မိတယ်ဟုတ်တယ်တခြားလူတယောက်ပေါ့ဒါမှမဟုတ်သူမဟာအတိတ်ဘဝကသူမရဲ့ပုံစံအမှန်တိုင်းပြန်ဖြစ်သွားတာကျွန်တော်အဲ့ဒီဘဝကိုမှတ်မိနေသေးတယ်သူမဟာစီးပွားရေးမှာတဘာဝအတိုင်းပါရမီပါတဲ့သူလို့ကိုယုံကြည်နေပြီးစီးပွားရေးလုပ်တယ်ဆိုတာလေးပေးဆက်ဖွင့်ထားတဲ့ရုံးခန်းထဲမှာထိုင်စာရွက်စာတမ်းအနေငယ်ပြင်တစိမ့်တုံးထုယုံပဲလို့ထင်နေတာတကယ်တော့အဲ့ဒီဆုံးဖြတ်ချက်တွေရဲ့ထက်ဝက်ကျော်နောက်ွယ်မှာကျွန်တော်ရှိနေခဲ့တာပါဒါပေမဲ့ကျွန်တော်ကစာရွက်စာတမ်းတွေမှာလက်မှတ်ထိုးပေးနေရတဲ့သူဖြစ်နေပြီးသူမကတော့ကိုစီးပွားရေးပါရမီရှင်လို့အမြဲအမွှမ်းတင်နေခဲ့တယ်အဲ့ဒီအရင်မြစ်တွေသာရှိရင်ပဲသူမဆိုအောင်မြင်တဲ့ပုံပေါက်နိုင်တယ်ဆိုတာသူမမသိရှာဘူးအဲ့ဒီအချိန်မှာပဲ VVNC ကစာတစောင်ဝင်လာတယ်လောစင်နင့်ကိုငါဘယ်တော့မှခွင့်မလွတ်ဘူးကျွန်တော် VVN ရဲ့ဖုန်းနံပါတ်ကိုပိတ်ပွားလိုက်ပြီးကားဆရာစီဖုန်းဆက်ကကျောင်းကနေလာကြိုဖို့ပြောလိုက်တယ်သူကသဘောတူတဲ့အတွက်ဖုန်းချပြီးအတန်းထဲကထွက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ကားတကားကိုဖွင့်လိုက်ရုံရှိသေး VVN ကကျွန်တော်ထပ်ဦးအောင်ဒက်စမွန်ကိုကားထဲတွန်းထည့်လိုက်တယ် VVN နင်ဘာလုပ်တာလဲဒါပေမဲ့သူမကဒါဟာလုံးဝတရားမျှတတယ်လို့ဟန်ပန်နဲ့ဒက်စမွန်ရဲ့အဖေဆေးရုံတင်ထားရတယ်ငါတို့ဒီကားလိုအပ်တယ်ငါတို့ကိုဗဟိုဆေးရုံကြီးစီမောင်းပေးကားဆရာကသူတို့နှစ်ယောက်ကိုကြောင်ကြည့်ပြီးဘာမှမပြောဘဲကားပေါ်ကဆင်းသွားတယ်ဟဲလိုရဲစခန်းကလာခင်ဗျာလူယူနှစ်ယောက်ကျွန်တော်ကားထဲကိုအတင်းဝင်လူနေလို့ပါလူတစ်ယောက်ချက်ချင်းလှုပ်ပေးပါမကြခင်မှာပဲရဲတွေရောက်လာတယ်လောစင်နင့်ကားဆရာကိုတကားဖွင့်ခိုင်းလိုက်နင့်ရဲ့စပွန်ဆာကိုငါလက်ခံနိုင်ပေမဲ့နင့်ကိုငါပြန်ကြိုက်လိမ့်မယ်လို့တော့မထင်နဲ့ကျွန်တော်ပြုံးလိုက်ပြီးအရာရှိမင်းဒီနှစ်ယောက်တစ်ခုခုဖြစ်နေပုံရတယ်သူတို့ကိုဆေးရုံကိုပဲတိုက်ရိုက်ခေါ်သွားဖို့အကြံပြုချင်ပါတယ်VVN ကတော့ဒီနည်းနဲ့ကျွန်တော်အာယုံကိုဆွဲဆောင်ဖို့စူးစမ်းရင်းအမြဲလိုယုံကြည်မှုလွန်ကဲနေတော့မဲ့နင်းတကယ်ကလေးဆန်တာပဲရဲအရာရှိကသူတို့နှစ်ယောက်ကိုအကဲခတ်ပြီးမင်းတို့ဆေးရုံသွားချင်တာလားဟုတ်ကဲ့ကျမတို့ကိုအခုပဲခေါ်သွားပေးပါ VVN ပြရခတ်နေတာကိုမြင်တော့ရဲအရာရှိကညှင်းမနေတော့ပဲကောင်းပြီလေတက်ကြငါလိုက်ပို့ပေးမယ် VVN နဲ့ Desmond တို့ရဲကားပေါ်တက်ပြီးကျောင်းကနေထွက်ခွာသွားကြတယ်အဲ့ဒီညမှာဖုန်းမြည်တမ်းကြောင့်ကျွန်တော်နိုးလာတဲ့ဖုန်းခေါ်ဆိုမှုတွေပြင် message တွေလည်းအများကြီးဝင်နေတဲ့ဖုန်းကိုကောက်ကင်ပြီး message တွေကိုကြည့်လိုက်တော့လောစင်နင်ဘလို့တတိနဲ့ငါ့ကိုစိတ်ချမ်းသာရေးစေးုံပို့ရဲတာလဲငါကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာငါအပြင်ပြန်ထွက်လာတာနဲ့နင်ကငါပထမဆုံးရှင်းရမယ်သူပဲကျွန်တော်အိယာဘေးကမိအိမ်ကိုဖွင့်ပြီးဘာခံစားချက်မှမရှိတဲ့မျက်နှာပေးနဲ့ message တွေကိုလိုက်ဖက်ကြည့်တယ်တန်းဝေရင်းနဲ့ screen ကိုဆက်ကြည့်လိုက်တော့ကျေးဇူးပြုပြီးဖုန်းကိုကင်ပါတော့ငါအယူမဟုတ်ဘူးလို့သူတို့ကိုပြောပေးပါနေ့မှာဖုန်းကင်ဖို့ငါမိနစ်ပဲအချိန်ရှိတယ်မဟုတ်ရင်အကျိုးဆက်ကိုခံစားရမယ်ကျွ
ကျွန်တော်ဖုန်းကိုပြန်ချထားလိုက်ပြီးအတိတ်ပဲမရှိဘူးလို့ညီတွားကဆောင်းကိုပြန်ချုံပြီးအိပ်ပျော်သွားခဲ့တယ်နောက်တနေ့မနက်စောစောမုံစည်းတန်းမှာကျွန်တော်ရေတံဘူးတစ်ဖာတဲလာတော့ VVN နဲ့ Desmond တို့မနက်စာစားနေတာကိုတွေ့ရတယ်VVN ကအေးဆက်တဲ့မျက်နှာပေးနဲ့လင်မန်တဲကအစားအစာတွေကိုလိုက်ရွေးနေပြီး Desmond ကတော့မုံဖက်ကိုဖဲပြီးအပတရစားနေတယ်အဲ့ဒီအချိန်မှာတိုင်လာကရောက်လာပြီးအတန်ကိုနှိမ်ကပြောတယ်မင်းကြားပြီးပြီလားမင်းညကအကြောင်းအုပ်ကြီးကစိတ်ကျမ်းမာရေးစေယုံကိုကိုယ်တိုင်သွားပြီးအာမခံလက်မှတ်ထိုးသူတို့နှစ်ယောက်လွတ်လာဖို့အတွက်စောင့်ကြည့်ကဒေါ်လာ9000ပေးခဲ့ရတယ်တဲ့ကျွန်တော်မယုံနိုင်အောင်ဖြစ်သွားတယ်တကယ်ကြီးလားကျွန်တော်ထိုင်လိုက်ပြီးနောက်တိုင်လာကအနာတို့ကဒါထက်ပိုရရတာရှိသေးတယ်မင်းညက VVN ကအတန်းထဲကလူတိုင်းကိုဖုံးဆက်ပြီးသူမဟာတနေ့မှာကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာမို့လို့အခုအာမခံကြီးအတွက်ဒေါ်လာ800လောက်ဝိုင်းစုပေးကြပါလို့ပြောတယ်ဒါကိုကြားတော့ကျွန်တော်မျက်လုံးတွေပြူးသွားတယ်နောက်10နှစ်ကြာရင်အစတရပြန်ပေးမယ်တဲ့ကျွန်တော်တောက်လက်ဆရေးတွေတီးကုန်ပြီးမယုံနိုင်ပဲမေးလိုက်တယ်နင့်ကိုလည်းဖုံးဆက်သေးတာလားတိုင်လာကတဟားဟားရေးပြီးငါတယောက်တည်းမဟုတ်ဘူးအတန်းတစ်ခုလုံးကိုလိုက်ဆက်တာမနက်အစောကြီး3နာရီမှာအတန်းပိုင်ဆရာမစီကိုနှစ်ခါတောင်ဖုံးဆက်ပြီးအခုဒေါ်လာ800အရင်ချေးပေးရင်အပြင်ရောက်တာနဲ့ကျေးဇူးဆက်မယ်လို့ပြောလို့ဆရာမကဖုန်းနံပါတ်ကိုချက်ချင်းပိတ်ပွားလိုက်တယ်တိုင်လာပုံမြင်ပြောပြီးတဲ့အခါမှာတော့သူကရေလွန်းလို့မျက်ရည်တွေတောင်ထွက်နေပြီးကျွန်တော်ပါဇက်ကိုတုံရင်တွေးတောနေမိတယ်ဒါဟာတကယ်သူမရဲ့စရိုက်ပဲအတိတ်ဘဝတုန်းကလည်းသူမဟာမနက်4နာရီမှာအလုပ်တွေခိုင်းရတာကိုသဘောကျခဲ့တာမနေ့ညကကျွန်တော်အဖေရဲ့ကုမ္ပဏီကအမှုဆောင်တွေတောင်တစုံတစ်ယောက်ရဲ့ project အကြောင်းသူမစီကဖုန်းတွေလက်ခံရရှိခဲ့လို့အဖေကကုမ္ပဏီလျှို့ဝှက်ချက်တွေပေါက်ကြားကုန်ပြီးအထင်နဲ့ထိတ်လန့်ပြီးမနက်စောစောအရေးပေါ်အစည်းအဝေးခေါ်ခဲ့ရသေးတယ်ကျွန်တော်ထွက်တော့မဲ့အချိန်မှာတိုင်လာကကျွန်တော်လက်မောင်းကိုဆွဲပြီး VVN ဘက်ကိုညွှန်ပြတယ် VVN ကနှာခေါင်းရှုံးနဲ့မျက်နှာပေးနေဒါကိုအစားအစာလို့ခေါ်တာလားခွေးတောင်အောက်ကျရင်စားမှာမဟုတ်ဘူး Desmond ကချက်ချင်းဝင်ပြောတယ် VVN ဒီလိုဈေးပေါ်တဲ့အစားအစာတွေကမင်းနဲ့မတန်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့မင်းတစ်နေ့လုံးပိုက်စားနေတာဆိုတော့အသက်ဆက်ယုံလောက်ပဲဖြစ်ဖြစ်နည်းနည်းလောက်စားလိုက်ပါမုံဈေးတန်းကထမင်းချက်ကအသားတုံးကိုဓာတ်နဲ့ခုတ်ရင်စိတ်ပြတ်တဲ့လေတန်းနဲ့မင်းတို့နှစ်ယောက်ကကူပွန်ကိုတုံးပြီးမီနူးထဲမှာအပေါ်ဆုံး steak ကိုမှထားပြီးတော့မာကာရိုနီကိုပါအလကားထည့်ပေးဖို့တောင်းဆိုခဲ့ကြတာလေရတယ်ဒါပေမဲ့အခုကျမှအပြစ်လိုက်ရှာနေတာလားစားကျင်စားမစားကျင်ရင်ထွက်သွား VVN ကထမင်းချက်ကိုဒေါသတကြီးလက်ညှိုးထိုးပြီးနင်ကငါ့ကိုဒီလိုပြောရအောင်ဘယ်သူမို့လို့လဲငါဖုန်းတစ်ချက်ဆက်လိုက်ရင်ဒီနေရာကြီးပိတ်သွားမယ်နင်သိလားကျွန်တော်တဟားဟာအော်ရယ်မီတော့တယ် VVN ကြောင်သွားပြီးသူမမျက်နှာဖြည်းဖြည်းချင်းหนีရဲလာတဲ့တိုင်လာကတော့ပိုပြီးရေလို့ကျမ်းပြင်ပေါ်မှာလူးလိမ့်နေတော့တယ်အဲ့ဒီနောက်ကျွန်တော်အတန်းထဲကိုဥတီသွားပေမဲ့ VVN ကတကားဝမှာလာပိတ်ရက်တဲ့သူမကအတန်းကိုမြင့်ပြီးရန်တွေးဖို့စူးစမ်းနေတော့မယ်ငါ့ကိုစိတ်ဆိုးအောင်လုပ်တဲ့အဖိုးခကိုနင်မပေးနိုင်ပါဘူးကျွန်တော်မေးကြောကိုတင်ထားပြီးလုံးဝစကားမပြောနိုင်အောင်ဖြစ်ရတယ် VVN ကအထက်စီးပုံစံဖမ်းပြီးဘာလဲငါ Desmond နဲ့ရှိနေတာကိုမြင်တော့နင်းတဝင်းတိုးနေတာလားဒါကြောင့်ငါ့ကိုကလဲစားချေဖို့ဒီနီလန်းကိုတုံးခဲ့တာပေါ့လောစင်ဒါနင်လုံနိုင်တဲ့အကောင်းဆုံးအဆင့်ပဲလားနင့်ကိုနင်ဒုက္ခမရှာပါနဲ့ Desmond နဲ့ငါနဲ့ကတယောက်ကိုတယောက်ဂတိပေးထားပြီးသားမို့လို့နင်နဲ့ဘယ်တော့မှတွဲမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကစပြီးငါတို့နဲ့ဝေးဝေးမှနေနောက်တစ်ခါစီးကြော်ရင်တော့ငါအလုပ်ပေးမှာမဟုတ်ဘူး VVNနင်တကယ်ပဲတခုခုဖြစ်နေတာလားငါဘယ်နှခါပြောရမလဲနင့်ကိုစိတ်မဝင်စားပါဘူးကျွန်တော်လက်ကိုအားမလို့အားမရမြောက်ပြလိုက်ပြီးနင်ဘသူနဲ့တွဲအဲ့ဒါနင့်ကိစ္စပဲဒါကြောင့်ကျေးဇူးပြုပြီးငါ့ကိုဆွဲမထည့်ပါနဲ့ VVN ကပို့ပြီးစိတ်လှုပ်ရှားလာတယ်ဆက်ပြီးဟန်ဆောင်နေလိုက်အတိတ်ဘဝတုန်းကနင်ငါနောက်ကိုဒေါ်လာတန်းကြီးသုံးပြီးလိုက်ခဲ့တာလေအဲ့ဒါကိုငါမေ့သွားပြီလို့နင်တကယ်ထင်နေတာလားကျွန်တော်သူမကိုဒေါသတကြီးလက်ညှိုးထိုးပြီးအဲ့ဒါကအတိတ်ဘဝအခုငါနင့်ကိုမကြိုက်ဘူးအချိန်တွေပြောင်းလဲသွားပြီးရိုးရိုးစကားကိုနားမလည်ဘူးလား VVN ကကျွန်တော်ပြောတာကိုဘာမှမကြားသလိုမျိုးလက်ပိုက်ပြီးဆက်ပြောတယ်နင်းတဝင်းတိုနေတာ Desmond နဲ့ငါနဲ့အတူရှိနေတာကိုနင်မကြည့်နိုင်ဘူးဒါကြောင့်နင်ငါတို့ကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားနေတာငါ့ကိုစိတ်ကြမ်းမာရေးစေုံပို့လိုက်ရင်နင့်စီပြန်လာလိမ့်မယ်လို့ထင်နေတာလားအိမ်မက်မက်နေလိုက်ကျွန်တော်ဒေါသထွက်လွန်းလို့အန်ကျိတ်ပြီးလူလူလို့ဆဲကလှည့်ထွက်ခဲ့တယ် VVN ကနောက်ကနေអော်ပြီးချင်းချောက်တယ်လောစင်မနှက်ဖြန်အားကစားပြိုင်ပွဲကြရင်စောင့်ကြည့်နေလိုက်နောက်တနေ့အားကစားပြိုင်ပွဲမှာတော့ VVN ဟာစွမ်းရည်တွေအပြည့်နဲ့တောက်ပတဲ့အပြုံးတွေနဲ့အားတက်တရောအားပေးနေတဲ့ပွဲကြည့်စင်ပေါ်ကစပွန်ဆာတယောက်ကလှမ်းကြည့်ပြီးအဲ့ဒီကောင်မလေးကတကယ်တက်ကြွတာပဲကျောင်းမှာလည်းအဆင့်3အတွင်းရှိတယ်သူမကိုရေရှည်စပွန်ဆာပေးဖို့တန်လိမ့်မယ် VVN ကအတန်းဖော်တွေအတွက်ရေမောပြီးအားပေးနေတော့မယ်ဆရာမက VVN စီလျှောက်လာပြီး VVN ခဏလောက်လိုက်ခဲ့ပါဦးစပွန်ဆာက VVN ကိုပြုံးပြပြီးတိတ်ကောင်းတဲ့ဒီနေ့ကစပြီးတို့ကုမ္ပဏီကမင်းကောလိပ်ကျောင်းပြီးတဲ့အထိတစ်လကိုဒေါ်လာ8000စပွန်ဆာပေးမယ် VVN ရဲ့မျက်နှာပေးအေးဆက်သွားပြီးဒေါ်လာ8000ဟုတ်လားရှင်ကျမကိုစော်ကားနေတာလားလူတိုင်းအံ့အားသင့်ပြီးကြောက်အံ့သွားကြတဲ့စပွန်ဆာကချက်ချင်းလက်ကပြပြီးနားထောင်ပါဦး8000ဆိုတာမင်းရဲ့နေ့စဉ်စရိတ်အတွက်လုံလောက်တာထက်ပိုပါတယ်တခြားကျောင်းသားတွေဆို9000ပဲရကြတာအိမ်ချမ်းမြေလုပ်ငန်းကအရင်လိုမဟုတ်တော့ဘူးအခုချိန်မှာဒါကကျဆင်းနေတဲ့လုပ်ငန်းတစ်ခုပဲ VVN ကလက်ပိုက်ပြီးချမ်းသာတဲ့အမွေခံသမီးပြိုလေးလိုပုံစံမျိုးနဲ့ဒီလောက်ပတ်စံအနေငယ်လေးနဲ့ကျမကနိုင်ငံတကာအဖွဲ့အစည်းတစ်ခုကိုဘယ်လိုတိဆောက်ရမှာလဲရှင်ကျမကိုတိတိကျကျစပွန်ဆာမပေးနိုင်ရင်ဒီနေရာကိုတခြားလူကိုပဲပေးလိုက်
ပြောဆိုနဲ့ VVN ကနှာခေါင်းရှုံပြီးထွက်သွားတယ်ဆီယာမကဒေါသထွက်ပြီးစပွန်ဆာကိုပြန်လဲဆင်ပြေအောင်ရှင်းပြဖို့ပြေးသွားပေမဲ့စပွန်ဆာကလက်မခံပဲဆီယာမရဲ့လက်ကိုဖယ်ထုတ်လိုက်တယ်စပွန်ဆာစည်ရင်းကကျန်းပြင်ပေါ်ပြုတ်ကျပြီးစပွန်ဆာမျောလင့်နေတဲ့ចောင်းသားတွေရဲ့အမည်စည်ရင်းတွေလေထဲမှာလွင့်စင်ကုန်တယ်စပွန်ဆာကဒေါသတကြီးအော်ပြောတယ်ထိတ်တန်းចောင်းသားကောင်းကြီးပေါ်လေအလူတန်းကိုလက်မခံနိုင်တော့အောင်မာနာကြီးလာကြီးလာဒီចောင်းကចောင်းသားတွေကဒီလောက်မာနာကြီးနေမှာတော့ငါဒီမှာပတ်စံအလားအကုန်ခံမှာမဟုတ်ဘူးပြောပြီးသူထွက်သွားတယ်တစ်ချိန်တည်းမှာပဲစပွန်ဆာလိုအပ်နေတဲ့ဂျိုနာကသူ့အကိုကြီးကိုဖက်ပြီးငိုနေတယ်ကျွန်တော်တို့မှာပတ်စံမရှိတော့ဘူးကာလက်ရဲ့မျက်နှာမှာလည်းမျက်ရည်တွေနဲ့ဆူရွှဲနေပေမဲ့သူ့မောင်လေးကိုဆက်ပြီးနှစ်သိမ့်ဖို့ကြိုးစားတယ်မငိုပါနဲ့နီးလန့်ရှိမှာပါ VVN ကဒါကိုမြင်တော့သူတို့ကိုအေးဆက်ဆက်လှမ်းကြည့်ပြီးဒီလောက်အလူအတန်းလေးအတွက်နဲ့ဒီလိုငိုနေကြတာတနာစရာကောင်းလိုက်တာနင်တို့မှမာနဆိုတာလုံးဝမရှိတော့ဘူးကျွန်တော်လက်သီးကိုချစ်ပါအောင်စုပ်ပြီးဒေါသတကြီးထွက်သွားတဲ့ VVN ကိုကြည့်နေမိတယ် VVN နေ့ရဲ့ဈေးပေါ်တဲ့မာနအတွက်နဲ့တခြားလူရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်မဲ့တစ်ခုလေးတော့အခွင့်အရေးကိုဖျက်တောက်လိုက်တာပဲကျွန်တော်ငိုနေတဲ့ညီကိုနှစ်ယောက်စီရှောက်သွားလိုက်တယ်ရပါတယ်ဘန်နက်အုပ်စုကမင်းတို့ကိုစပွန်ဆာပေးဖို့အဆင်သင့်ရှိပါတယ်ညီကိုနှစ်ယောက်လုံးတပြိုင်နက်မောကြည့်ပြီးမယုံနိုင်ပဲမေးကြတယ်တကယ်ကြီးလားတကယ်ပေါ့တယောက်ကိုတစ်လဆက်ငါတူညာလောက်ပါမလားညီကိုနှစ်ယောက်တယောက်ကိုတယောက်ကြည့်ပြီးဒူးထောက်လိုက်ကြပြီးသူတို့အတန်တွေတုံရင်နေတယ်ဘာမဟုတ်တာ3000ဆိုရင်တင်လုံလောက်တာထက်ပိုပါတယ်ကျေးဇူးတင်ပါတယ်လောစင်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကောလိပ်ပြီးရင်ပြန်ဆက်ပါမယ်ကျွန်တော်သူတို့နှစ်ယောက်လုံးကိုပြန်ထူပေးလိုက်တယ်ဒူးထောက်ဖို့မလိုပါဘူးစာကိုပဲစူးစမ်းပြီးတင်ယူပါ VVN ကလက်ပိုက်ပြီးအေးဆက်ဆက်ကြည့်နေရင်နှုတ်ခမ်းဖျားမှာအပြုံးဖြော်လေးနဲ့သူတို့ရဲ့တစ္ဆာရှိမှုကိုဝယ်ယူနေတာပေါ့လောစင်ဒါနင်တက်တဲ့တစ်ခုလေးတော့လှည့်ကွက်ပဲကျွန်တော် VVN ရဲ့လှောင်ပြောင်းလဲစကားတွေကိုလစ်လူရှုပြီးညီကိုနှစ်ယောက်နဲ့အတူထွက်လာခဲ့တယ်ဆီယာမက VVN ရဲ့အပြုတ်မှုကိုကြည့်ပြီးစိတ်ပူပန်တဲ့မျက်နှာနဲ့ VVN ကအရင်ကတိတ်လိမ္မာတဲ့မိန်းကလေးပါအခုကျမှဘာလို့လုံးဝတခြားလူတစ်ယောက်လိုဖြစ်သွားရတာလဲသူမမကောင်းတဲ့ဘက်ပြောင်းသွားတာမဟုတ်ပါဘူးသူမရဲ့အတိတ်ဘဝကပုံစံအမှန်တိုင်းပြန်ဖြစ်သွားတာပါကျွန်တော်တွေးလေကျွန်တော်ရဲ့အပြုံးကပိုပြီးအေးဆက်လေးဖြစ်လာတယ်သူမလိုလူစားမျိုးကအောက်ကိုပြုတ်မကြမချင်းဘယ်တော့မှနိုးထလာမှာမဟုတ်ဘူးဆီယာမသူတို့နှစ်ယောက်အတွက်စပွန်ဆာစာရွက်စာတမ်းတွေကိုဆက်လုပ်ပေးပါကျွန်တော်ကုန်ကြခံပါမယ်ဆီယာမကကျွန်တော်လက်ကိုဝမ်းသာအားရဆုပ်ကင်ပြီးတကယ်လားလောစင်တိတ်ကောင်းတာပဲတကယ်ကျေးဇူးတင်ပါတယ်ဆီယာမကကျွန်တော်ပခုံးကိုပုတ်ပြီးစာရွက်စာတမ်းတွေလုပ်ဖို့ညီကိုနှစ်ယောက်ကိုခေါ်သွားတယ်ကျွန်တော်လက်ထွက်မဲ့အချိန်မှာတိုင်လာကနောက်ကနေလာပြီးကျွန်တော်ပခုံးကိုဖက်လိုက်တယ်ကျွန်တော်သူ့ကိုလှည့်ကြည့်တော့သူကလောစင်မင်းမာတွေတွေးနေတာလဲလာပါအားကစားပြိုင်ပွဲပြီးရင်အတန်းလိုက်ညစာစားပွဲရှိတယ်စားတောက်ဆိုင်ထဲမှာရေမောတန်တွေပြည့်နေနေတဲ့ကောင်မလေးတစ်ယောက်ကစပင်ကိုကျစ်ဆန်ပြီးနှစ်ဖက်ချစ်ထားပြီးတူကိုကင်ကမျက်လုံးတွေတောက်ပနေတယ်တကယ်ဂုံပြူပွဲကြီးပဲစပွဲဝိုင်းကလူတိုင်းမှာတူညီတဲ့အပြုံးတွေရှိနေကြပြီးတပြင်းလုံးတက်ဝင်လှုပ်ရှားကနှွေးထွေးနေတယ်တိုင်လာကဖန်ခွက်ကိုမြှောက်ပြီး VVN နဲ့ Desmond တို့အခုထိရောက်မလာသေးဘူးထင်တယ်သူလှည့်ပြီးအခန်းထဲကိုဝေ့ကြည့်လိုက်တယ်တခြားအတန်းဖော်တွေကချက်ချင်းဝင်ပြောတယ်သူတို့ကိုထားလိုက်ပါတို့ပဲစားရအောင်အဲ့ဒီအချိန်မှာပဲ VVN ကစားတောက်ဆိုင်တကားကိုအတင်းတွန်းဖွင့်ပြီးဝင်လာခဲ့ပြီး Desmond ကတော့နောက်ကနေလိုက်လာတယ်သူမမျက်နှာမှာယွန်ရှာတဲ့အမူအရာနဲ့ဒီလိုပြင်ဆင်ထားတဲ့နေရာမျိုးကိုစားတောက်ဆိုင်လို့ခေါ်တာလားသူမကထိုင်ရင်းနဲ့ပြောလိုက်တယ်သူမကတူနဲ့ပကံထဲကအစားအစာတွေကိုအထင်သေးတကြီးလိုက်ရွေးရင်းဒီအသားကတစ်သားလိုပဲမာလာကြီးလားစပွဲထိုးကရေတောင်းတိတိချာချာမငဲ့တက်ဘူးလားလို့စင်မင်းရဲ့အရသာကတကယ်ကိုအောက်တန်းကျသွားပြီကျွန်တော် VVN ကိုအမူအရာမရှိပဲစိုက်ကြည့်ပြီးစိတ်ထဲကတွေးလိုက်တယ်ဒီစားတောက်ဆိုင်ကငါမိသားစုပိုင်နေဆိုတာသူမကောင်းကောင်းသိတယ်ငါ့ကိုရန်စဖို့တမင်လုပ်နေတာတခြားလူတွေလည်း VVN ပြောတာကိုကြားပြီးအံ့အားသင့်သွားကြတယ်အဲ့ဒီအချိန်မှာတိုင်လာကသူ့ရဲ့ရေဖန်ခွက်ကိုစပွဲပေါ်ဒေါသတကြီးရိုက်ချလိုက်ပြီး VVN နင်တကယ်ပဲအဲ့ဒီလိုပြောဖို့တတိရှိလာကြီးလားသူစပွဲကိုရိုက်ပြီးဒေါသတကြီးထရက်လိုက်တယ်နင်ဒီနေ့အကြောင်းပြချက်မရှိပဲပြိုင်ပွဲကနေနှုတ်ထွက်ခဲ့လို့တို့အတန်စုတစိတ်3ခုဆုံးရှုံးခဲ့ရတာဒါပေမဲ့ VVN ကတော့ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့သူမရဲ့လက်ချောင်းတွေကိုစပွဲပေါ်တောက်ခောက်နေတယ်လူတိုင်းကအရန်စူးစမ်းခဲ့ကြတာကိုနင်ကစာရက်တာလေးတစ်ခုလေးနဲ့အကုန်ဖြက်စီးပစ်တာတိုင်လာကပြောရင်းနဲ့ပိုပြီးစိတ်လှုပ်ရှားလာပြီးသူ့မျက်လုံးတွေကနေမီးပွင့်မတက်ဖြစ်နေတယ်အဲ့ဒီနေ့အစောပိုင်းကကျောင်းစီခန်းမှာတူနာပြုတ်ကကျောင်းသားတယောက်ရဲ့ဒဏ်ရာကိုချုပ်ပေးနေတော့တကားဝပွင့်သွားခဲ့တယ် VVN ကမျက်နှာဖြူရော်နေတဲ့ Desmond ကိုတွန်းပြီးအလောတကြီးဝင်လာခဲ့တယ်ဆရာဝန် Desmond ကိုချက်ချင်းကြည့်ပေးပါဦးသူဒဏ်ရာရထားလို့တူနာပြုတ်ကငုံကြည့်လိုက်တော့သူ့လက်မျိုးမှာချစ်ရလေးတစ်ခုပဲရှိတာသူမခဏလောက်ဘာမှမပြောပဲငြိမ်နေပြီးမှနားထောင်ပါဦးဟိုဘက်ကကျောင်းသားကဒူးကောင်းကိုချက်ချင်းချုပ်ရမှာပါမင်းတို့ကတော့ပတ်တီးပဲလိုတာဒါပေမဲ့ VVN ကဒေါသတကြီးអော်လိုက်တယ် Desmond ရဲ့လက်တွေကဘလောက်အဖိုးတန်လဲဆိုတာနင်သိလားအမာရွတ်တစ်ခုခုကြံခဲ့ရင်နင်မှာလုံးဝတာဝန်ရှိတယ်တူနာပြုတ်ကမော့တောင်မကြည့်ပဲအေးဆက်ဆက်လေးတန်နဲ့ကျေးဇူးပြုပြီးနောက်မှာတန်းစီပေးပါစားတောက်ဆိုင်ကိုပြန်ရောက်တော့ VVN ကဘာမှမဖြစ်တယ်လို့မျိုးဖြော်ရည်ကိုယူပြီးกินထားတဲ့ငါးဘုံကိုလောင်းချလိုက်တယ်တိုင်လာကစပွဲကိုရိုက်ပြီး truck ကဒေါသတကြီးမိတယ် VVN ဒီမှာရှိတဲ့သူတိုင်းကဒီနေရာကိုသဘောကျကြတယ်နင်ကဘာဖြစ်ချင်နေတာလဲVVN ကအထင်သေးတဲ့မျက်နှာပေးနဲ့ကောင်းတယ်ဟုတ်လား
နင်တို့တကယ်စားတောက်ဆိုင်ကြီးတွေကိုရောက်ဖူးလို့လားစိတ်မကောင်းပါဘူးနင်တို့ဒီဘဝမှာဘယ်တော့မှရောက်ဖူးမှာမဟုတ်ဘူးဒက်စမွန်ကလည်းချက်ချင်းဝင်ပြောပြီးလှောင်ပြောင်တဲ့လေတန်းနဲ့အချို့လူတွေကစင်ရဲသားအဖြစ်မွေးဖွားလာကြတာလေဗီဗီယန်သူတို့အဆင့်တန်းထိကိုအောက်မချပါနဲ့သူတို့ဒီဘဝမှာမင်းသားကိုကတ်နိုင်မှာမဟုတ်ဘူးတယောက်ကမြောက်ပေးပြီးတယောက်ကလိုက်ပြောနေကြတာသူတို့နှစ်ယောက်ကတကယ်ကိုလိုက်ဖက်တဲ့အတွေ့ပဲဒါကိုတွေးပြီးကျွန်တော်ပြုံးကပြောလိုက်တယ်ကဲအနာဂတ်ရဲ့ဘီလီယံနာကတို့နဲ့အတူစားတောက်နေတာဆိုတော့တို့လိုစင်ရဲသားတွေစိုက်ထုတ်ပေးဖို့မလိုတော့ပါဘူးကျွန်တော်ကြားတင်ငွေစည်ရင်းကိုစပွဲပေါ်ကနေသူမဘက်ကိုရှော့တုံးပေးလိုက်တယ်မဒန်အနာဂတ်ဘီလီယံနာကြီးဒီနေ့ကြားတင်ငွေဒေါ်လာ9000ကိုရှင်းပေးပါဦးဗီဗီယန်ငုံကြည့်လိုက်ပြီးသူမမျက်နှာချက်ချင်းညီရဲသွားတယ်သူမဘေးကအတန်းဖော်တွေကရေမောပြီးဝိုင်းပြောကြတယ်ဒေါ်လာ9000ဆိုတာဗီဗီယန်အတွက်ဘာမှမဟုတ်ပါဘူးဟုတ်တယ်မလားဒက်စမွန်ငါနဲ့လိုက်ခဲ့ပြောဆိုနဲ့ဗီဗီယန်ကစာရွက်ကိုဆွဲယူပြီးဒက်စမွန်ကိုခေါ်ကပတ်စံရှင်းဖို့ထွက်သွားတယ်ကျွန်တော်ပြုံးလိုက်ပြီးစပွဲပေါ်လက်ပိုက်ကအေးအေးဆေးဆေးပြောလိုက်တယ်ဒေါ်လာ9000ဆိုတာထားလိုက်ပါဦးဗီဗီယန်ကသူ့နာမည်နဲ့ဒေါ်လာ90တောင်းရှာနိုင်တာမဟုတ်ဘူးကျွန်တော်ပြောရင်းနဲ့အပြုံးတွေပျောက်ကွယ်သွားပြီးမျက်လုံးတွေအေးဆက်သွားတယ်ဒါကိုသူတို့ဘယ်လိုပေးမလဲဆိုတာစောင့်ကြည့်ရအောင်မကြခင်မှာပဲဗီဗီယန်ပြန်လာတဲ့သူမကလက်ပိုက်ပြီးမန်တက်တဲ့ပုံစံနဲ့ရှောက်လာပြီးပြေးစာကိုစပွဲပေါ်ရိုက်ချလိုက်တယ်နင်တို့ဘာတွေစိုက်ကြည့်နေကြတာလဲဒေါ်လာ9000ပဲဟာကိုအတန်းဖော်တွေတယောက်ကိုတယောက်ကြည့်ပြီးအတန်တိုးနဲ့ပြောကြတယ်သူမတကယ်ပေးနိုင်တာပဲသူတကယ်ချမ်းသာတာလည်းဖြစ်နိုင်တယ်ဗီဗီယန်ကသူမရဲ့ဝိုင်းခွက်ကိုယူပြီးဝိုင်းတွေကိုလှည့်ပတ်ကြည့်ရင်ပြုံးစီစီနဲ့ကျွန်တော်ကိုလှမ်းကြည့်တယ်လောစင်အခုနင်ဘာပြောမလဲစောင့်ကြည့်ရအောင်တကားဝပွင့်သွားပြီးဒက်စမွန်ကမျက်နှာပြက်ပြက်နဲ့ဝင်လာခဲ့တယ်သူ့လည်းပင်မှာဆွဲကြိုးမရှိတော့ပဲကျွန်တော်ကိုစိုက်ကြည့်နေတယ်ကျွန်တော်ကတော့လှောင်ပြောင်တဲ့လေတံနဲ့ကဲကြည်စမ်းဂုံမကာတနာအတွက်နဲ့မိသားစုအမွေနှစ်ကိုတောင်ရောင်းချလိုက်တာပေါ့ရုတ်တရက်တကားကိုကန်ဖွင့်ပြီးတန်ပိုက်လုံးတွေကင်ထားတဲ့လူ3ယောက်ဝင်လာတယ်ဒန်ယာအမာရွတ်နဲ့လူကသူ့ပိုက်လုံးနဲ့ဒက်စမွန်ကိုညွှန်ပြပြီးဒက်စမွန်နောက်ဆုံးတော့မင်းကိုမိပြီတခြားလူတွေအားလုံးထိတ်လန့်ပြီးအော်ဟစ်ကုန်ကြတယ်ဒက်စမွန်ကတော့နေရာမှာတင်ကြောင်အမ်းပြီးရက်နေတဲ့လူ2ယောက်ကရှေ့ကိုတက်လာပြီးသူ့ကိုဖမ်းဆွဲလိုက်တယ်ဒက်စမွန်ကအော်ဟစ်တယ်နင်တို့ဘာလုပ်တာလဲဒါပါလဲအမာရွတ်နဲ့လူကဒက်စမွန်ရဲ့ကောလာကိုဆွဲပြီးကြမ်းတမ်းတဲ့အတန်နဲ့မင်းဖေကတိုးစီမှာအတိုးကြီးစားချင်းငွေဒေါ်လာ3တန်းကျွေးတင်နေတာဒီနေ့ပြန်မဆက်ရင်မင်းရဲ့လက်ကအဖိုးအခပေးရလိမ့်မယ်ဒက်စမွန်ရဲ့မျက်နှာဟာကြောက်လန့်တကြားဖြူလျော်သွားပြီးမျက်ရည်တွေနဲ့တွေနဲ့ပေးပွားကုန်တယ်အဲ့ဒါကျွန်တော်အဖေရဲ့အကျွေးပါသူ့ကိုသွားရှာပါကျွန်တော်မှပတ်စံမရှိပါဘူးအင်ဂျီပြနဲ့လူကသူ့သားကိုအိတ်ထဲထည့်ပြီးအိတ်ကက်ထဲကမှတ်ပုံတင်တစ်ခုကိုထုတ်ကာဒက်စမွန်ရဲ့ရှေ့မှာဝေးရမ်းပြတယ်မင်းအဖေကဒီမနက်ပဲထွက်ပြေးသွားပြီးတားဖြစ်သူကအဖေရဲ့အကျွေးကိုဆက်ရမယ်ကဆိုတဲ့စာတိုလေးခြံထားခဲ့တာကျွန်တော်လက်ပိုက်ပြီးနေရန်ကိုမိကခေါင်းကိုစောင်းလိုက်တဲ့ပြပွဲကအခုမှစတာပဲအတိတ်ဘဝတုန်းကဒက်စမွန်ဟာကြောက်ကက်ကိုရောင်းခဲ့ပြီးကျွန်တော်စီကနေပတ်စံညစ်ဖို့တောင်စူးစမ်းခဲ့သေးတယ်အဲ့ဒီတုန်းကလည်းသူ့အဖေကြောင့်ဖြစ်လိမ့်မယ်ဒါပေမဲ့တနာစရာကောင်းတဲ့လူရဲ့ဒုက္ခနောက်ွယ်မှာအမြဲတမ်းအကြောင်းပြချက်ရှိတတ်ပါတယ်အမာရွတ်နဲ့လူကဒက်စမွန်ရဲ့ကောလာကိုထပ်ဆွဲပြီးတွန်းထိုးရာဒက်စမွန်ချေချော်ပြီးကျမ်းပြင်ပေါ်ဓာတ်ရိုက်လဲကျသွားတယ်ဒက်စမွန်ကအတင်းပြန်ထပြီးသူ့အတန်တွေတုံရင်နေတုံးပဲကျွန်တော်မှာပတ်စံရှိပါတယ်ကျွန်တော်ဤစားကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှဒါကိုပြန်ဆက်ဖို့ကူညီမယ်လို့သူမကတိပေးထားတယ်အင်ဂျီအညိုနဲ့လူကဒက်စမွန်ရဲ့ကောလာကိုဆွဲပြီးနှာခေါင်းရှုံတဲ့အနာဂတ်ဘီလီယံနာဟုတ်လားသူ့ဘေးကအင်ဂျီအပြာနဲ့လူကလည်းဝင်ပြောတယ်ဒက်စမွန်မင်းတို့ကိုကလေးတွေများမှတ်နေလားဒက်စမွန်ရဲ့မျက်နှာမှာမျက်ရည်တွေစီးကျလာပြီးသူ့အတန်တွေတုံရင်နေတယ်တကယ်ပါကျွန်တော်ရီးစားကတကယ်ကိုအလွန်မင်းချမ်းသာလာမှလို့ကျွန်တော်ကြိမ်ဆိုရဲပါတယ်ကျွန်တော်အမှန်တိုင်းပြောတာပါဒီလောက်လောင်းကစားအကျွေးနှဲငယ်ကသူမအတွက်ဘာမှမဟုတ်ပါဘူးဒက်စမွန်ကရုတ်တရက်အသက်ဆက်ဖို့ကြိုးကိုကင်လိုက်တယ်လို့မျိုးတကားဝစီကိုလက်ညှိုးထိုးပြီးအတန်ပြကြီးနဲ့ကြည့်ပါသူမဒီမှာရှိနေတယ်လူ3ယောက်လုံးလှည့်ကြည့်လိုက်ကြတယ်ဗီဗီယန်ကဖြည်းဖြည်းချင်းလှမ်းဝင်လာပြီးသူမမျက်နှာမှာဘာအမူအရာမှမရှိပဲအရေးမကြီးတဲ့ကိစ္စတစ်ခုကိုဆွေးနွေးနေတယ်လို့တည်ငြိမ်တဲ့လေတန်းနဲ့သူ့အဖေကရှင်တို့ကို3တန်းတင်နေတာဟုတ်တယ်မလားကျမသူ့အတွက်ပေးပါမယ်ဗီဗီယန်ကအမာရွတ်နဲ့လူရဲ့လက်ထဲကဖောင်တိန်ကိုအေးအေးဆေးဆေးယူပြီးဘာတော့ဆိုင်မှုမှမရှိပဲအကျွေးစာချုပ်ကိုရေးပေးလိုက်တယ်ဒါကိုတိတိကျကျတင်ထားပါနောက်တစ်ဆက်ကြရင်အရင်နဲ့အတိုးပါဝင်အစာနှစ်ဆက်ပြန်ပေးမယ်အမာရွတ်နဲ့လူကတဟားဟာအော်ရပြီးစာချုပ်ကိုဆွဲယူကအပိုင်းပိုင်းဆုပ်ဖြဲပြစ်လိုက်တယ်မင်းယူနေလားငါလိုချင်တာငွေသားစာရွက်ပေါ်ကအလကားကတိတွေကိုမဟုတ်ဘူးဗီဗီယန်ကမမျှော်လင့်ပဲကျွန်တော်လက်မောင်းကိုလာဆွဲတယ်လောစင်သူ့အတွက်ဒီအကျွေးကိုဆက်ပေးလိုက်ဒါဆိုနင့်ကိုငါရီးစားအဖြစ်ထားဖို့စဉ်းစားပေးမယ်ကျွန်တော်မယုံနိုင်အောင်နားထောင်နေမိတယ်ဗီဗီယန်ကနှုတ်ခမ်းကိုကိုက်ပြီးစကားပြောဖို့တက်တိမွေးနေတယ်လို့မျိုးသူမရဲ့အတန်ကအရင်ကထပ်ပိုတိုးသွားတယ်နေငါကိုပိုင်ဆိုင်ခွင့်ပြုနိုင်တယ်ဒါပေမဲ့ငါနှလုံးသားကတော့အမြဲတမ်းဒက်စမွန်စီမှာပဲရှိနေမှာပြောဆိုဆိုနဲ့သူမကဘာမှဆုံးရှုံးစရာမရှိတော့တယ်လို့မျိုးကျွန်တော်စီရုတ်တရက်တိုးလာပြီးနမ်းဖို့ကြိုးစားတယ်ကျွန်တော်ထိတ်လန့်တကြားနောက်ဆုတ်လိုက်ပြီးစိတ်ပြက်လက်ပြက်နဲ့អော်လိုက်တယ်နင်တခုခုဖြစ်နေတာလားငါနင့်ကိုကြိုက်တယ်လို့ဘယ်တော့မှပြောလို့လဲဗီဗီယန်ကနောက်ဆုတ်ပြီးနှာခေါင်းရှုံတယ်အထက်စီးပုံစံမဖမ်းပါနဲ့အတိတ်ဘဝတုန်းကနေငါ့ကိုအသေးလဲချစ်ခဲ့တာလေနင်းပြန်လဲမွေးဖွားလာတာဆိုရင်အုံနောက်ကိုလည်းနည်းနည်းလောက်ယူလာခဲ့ဦး
ငါအတိတ်ဘဝတုန်းကနင့်ကိုကြိုက်ခဲ့တာမှန်ပါတယ်ဒါပေမဲ့အဲ့ဒါကအခုကနေနောက်ထပ်9နှစ်ကြာမှဖြစ်လာမယ့်အရာအခုချိန်မှာငါနင့်ကိုတိတိကျကျတော့မသိဘူးဒါကြောင့်ဒုက္ခမရှာပါနဲ့ VVN ကဒါကိုကြိုတင်မျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ဒါဆိုနင့်မှလည်းအတိတ်ဘဝကအမှတ်တရတွေရှိနေတာပေါ့ဒါဆိုပိုလွယ်သွားတာပေါ့ပတ်စံကိုလိမ္မာပါနဲ့စွာနဲ့လွှဲပေးလိုက်ဒါဆိုနောက်10နှစ်ကြာရင်နင့်မိသားစုရဲ့ဘေးကင်းလုံခြုံမှုကိုငါအာမခံပေးမယ်မဟုတ်ရင်ငါ့ကိုစိတ်ဆိုးအောင်လုပ်တဲ့လူတွေဘာဖြစ်တယ်လဲဆိုတာနင်သိမှာပါကျွန်တော်ခက်ဖွက်ခွာရေမောလိုက်ပြီးဒါပေမဲ့မမေ့ပါနဲ့ဦးငါမရှိရင်နင်ဒီတစ်ခေါက်ကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး VVN ကနောက်ပြောင်တဲ့လေတံနဲ့အဲ့ဒီလိုလား VVN ဒီလောက်ထိအကျိုးအကြောင်းမရှိတာကိုကြည့်ပြီးကျွန်တော်ဆက်ပြီးငင်းခုန်မနေချင်တော့ဘူးသူမကိုတွန်းဖယ်ပြီးထွက်လာခဲ့တယ်ကျွန်တော်နောက်ကနေအန်ကျိတ်ပြီးပြောတဲ့ VVN ရဲ့အတန်ထွက်လာတယ်လောစင်ဒီနေ့နေမခဲ့တဲ့အမှားအတွက်တနေ့ကျရင်အကြီးအကျယ်ပေးဆက်ရမယ်လို့ငါကတိပေးတယ် VVN ကလူ3ယောက်ကိုပိတ်ဆို့ဖို့သူမရဲ့လက်မောင်းတွေကိုဆန့်ထုတ်လိုက်ပြီးမေးစေးကိုပင့်ကအထက်စီးလေတံနဲ့မင်းတို့ရဲ့တထေးကိုငါစီကိုယ်တိုင်လာတွေ့ဖို့ပြောလိုက်အတိတ်ဘဝတုန်းကသူငါနဲ့အတူအလုပ်လုပ်ဖို့တောင်းပန်တုန်းကငါ့ကိုတွေ့ခွင့်တောင်မရခဲ့ဘူးဒီဘဝမှာဒီအကျွေးကိုခွင့်လွှတ်ပေးရင်မင်းတို့အားလုံးကိုချမ်းသာစေရမယ်အမားရွတ်တဲ့လူက VVN ကိုအယူတယောက်လိုကြည့်ပြီးမင်းကငါ့ကိုချမ်းသာအောင်လုပ်ပေးမရွှေဘူးလားစိတ်ကျမ်းမာရေးဌာနမှာသွားပြီးအရင်ချမ်းသာအောင်လုပ်လိုက်ဦးအမားရွတ်တဲ့လူက VVN ရဲ့ပါးကိုဖျက်ရိုက်လိုက်ပြီးအေးဆက်ဆက်နဲ့သူတို့ကိုဖမ်းအဲ့ဒီလူတွေကမတွန့်ဆုတ်ပဲတပြိုင်နက်ပြေးဝင်သွားကြတယ် VVN ကျမ်းပြင်ပေါ်အရိုက်ခံရပေမဲ့ဆက်ပြီးပြန်ပြောနေတော့မယ်နင်တို့အားလုံးယူကုန်ပြီလားငါကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှငါရဲ့ရန်ပုံငွေတွေရောက်လာတာနဲ့နင်တို့အားလုံးနောင်ရစေရမယ်ဒက်စမွန်ကတော့အရိုက်ခံရလို့ကျမ်းပြင်ပေါ်လူလိမ့်နေပြီးခေါင်းကိုအုပ်ကတောင်းပန်နေတယ်ကျေးဇူးပြုပြီးအသားအရာလုပ်ပါမျက်နာကိုတော့မလုပ်ပါနဲ့ကျေးဇူးပြုပြီးတိုင်လာကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးထိတ်လန့်လွန်လို့ထောက်တနေရမှာပုံအောင်ကတုံတုံရင်ရင်နဲ့သူ့ဖုန်းကိုထုတ်ပြီးမျက်လုံးအပြူသားနဲ့ကြည့်နေတယ်မဟုတ်ဘူးငါအခုပဲရဲကိုဖုန်းဆက်ရမယ်မကြခင်မှာပဲစားတောက်ဆိုင်အပြင်ဘက်မှာအိုးအော်တန်တွေမြည်လာတဲ့လူ3ယောက်ချက်ချင်းငြိမ်သွားပြီးတယောက်ကမျက်နှာပြတ်သွားတယ်သူထေးရဲတွေရောက်လာပြီးအမာရွတ်တဲ့လူကအန်ကျိတ်ပြီးကျမ်းပြင်ပေါ်က VVN နဲ့ Desmond တို့ကိုငုံကြည့်တယ်တွားကြစို့ဒါပေမဲ့မင်းတို့2ယောက်တတိထားစောင့်ကြည့်နေလိုက်နောက်မှဒါကိုထပ်ရှင်းမယ်ပြောဆိုဆိုနဲ့သူတို့3ယောက်လုံးနောက်လည်းမကြည့်ပဲအတင်းထွက်ပြေးသွားကြတဲ့ကျမ်းပြင်ပေါ်မှာတော့ VVN နဲ့ Desmond တို့ပဲကြံခဲ့ပြီး2ယောက်လုံးဒဏ်ရာတွေနဲ့တုံးလုံးနေကြတော့မယ်အထူးသဖြင့် Desmond ဆိုရင်သူ့မျက်နှာကမမီရခတ်အောင်ဖူးယောင်နေတယ် VVN ကကျမ်းပြင်ပေါ်ထိုင်ပြီးကိုဖက်ကတုံရင်နေတယ်သူမခေါင်းငုံပြီးအကြာကြီးနေပြီးမှတွေးလေလေဒေါသထွက်လေလေဖြစ်လာပြီးကျမ်းပြင်ကိုလက်သီးနဲ့ရိုက်ချကမျက်လုံးတွေหนีရဲလျက်ဒါတွေအားလုံးလောစင်ရဲ့အဖြစ်ပဲတစ်ချိန်တည်းမှာပဲ Desmond ကကျမ်းပြင်ပေါ်လူးလိမ့်ပြီးမျက်နှာကိုအုပ်ကအမှန်တကယ်အရိုက်ခံရစဉ်ကထပ်ပိုပြီးကျဲလောင်စွာအော်ဟစ်ငိုယိုနေတဲ့ငါးမျက်နှာကြီးတိုင်လာကတနာစရာကောင်းအောင်လဲလျောင်းနေတဲ့သူတို့2ယောက်ကိုကြည့်ပြီးနောက်ဆုံးတော့တက်ပြင်းချနိုင်ကရင်ဘတ်ကိုပုတ်ပြီးတုံရင်နေတဲ့အတန်နဲ့ငါရဲဖုံးဆက်လိုက်လို့တော်သေးတာပေါ့မဟုတ်ရင်ဒီ2ယောက်မြေအောက်ခြေမှာငါးစာဖြစ်နေလောက်ပြီနောက်တနေ့မှာတိုင်လာကအတန်းဖော်2ယောက်ကိုဒီစာပွဲခုံနှလုံးကိုပစ္စည်းတူလောင်ခန်းနဲ့ရွှေ့ဖို့ညွှန်ကြားနေတယ်အတန်းဖော်1ယောက်ကစပွဲခုံကိုမရင်ဇဝေဇဝါနဲ့မေးတယ်ဘာဖြစ်တာလဲတိုင်လာဘာတွေဖြစ်နေတာလဲတိုင်လာကလက်ပိုက်ပြီးအတင်းဖြင်းလေတံနဲ့အဲ့ဒီ2ယောက်ကြောင်းထွက်သွားပြီလေစီးပွားရေးစတင်လုပ်ကင်ပြီးပတ်စံအများကြီးရှာမလို့တဲ့ကြည်ရတာဒီနေ့ကစပြီး CEO VVN နဲ့ CEO Desmond ဖြစ်လာကြတော့မှာပေါ့ဒါကိုကြားတော့လူတိုင်းတဟားဟာအော်ရကြတယ်အဲ့ဒီအချိန်မှာကျွန်တော်စာပွဲမှာထိုင်နေတော့ဖုန်းကရုတ်တရက်တုန်ခါလာတယ်ငုံကြည့်လိုက်တော့ VVNC ကစားတဆောင်ဝင်နေတယ်အတိတ်ဘဝတုန်းကနေလူတွေကိုခေါ်ပြီးငါဖောက်ပြန်နေတာကိုလာမဖမ်းပဲမျက်စိမိတ်ပြီး Desmond ကိုပဲဆက်ရှိနေခွင့်ပြုခဲ့ရင်အခုချိန်မှာငါနဲ့ဘေးနားမှာရှိနေအောင်မှဖြစ်နိုင်တယ် VVN ရဲ့အတိတ်ပဲမရှိတဲ့စာကိုဖတ်ပြီးကျွန်တော်သဘောကျပြီးပြုံးလိုက်မိတယ်နှမျောစရာပဲနင်ကသူ့ကိုဘေးမှာဆက်မထားနိုင်ခဲ့ဘူးကျွန်တော်ပြန်စာရေးလိုက်တယ်နင်ကကိုဘာမှတ်နေလို့အပြင်မှာယောက်ျားတစ်ယောက်ထားရတာလဲနင်မှာအဲ့ဒီလိုလုတ်ပိုင်ခွင့်ရှိလို့လား VVN ကချက်ချင်းပြန်စာပို့တယ်ဟင်းအခုပြန်ကြည့်ရင် Desmond ကနင့်ထက်ငါရဲ့ခင်မုန်းဖြစ်ဖို့ပိုပြီးတင့်တော်ပါတယ်ကျွန်တော်မျက်မှောင်ကုပ်ပြီးစာလုံးအနှဲငယ်ရိုက်ထည့်လိုက်တယ်ထွက်သွားစို့မြင်ကွင်းကစီးပွားရေးလုပ်ငန်းတင်များပြိုးထောင်ရနေရ Startup Incubator စီပြောင်းလဲသွားပြီးကျွန်တော်ကဒုတိယအထက်မှာဖုံးပြောနေခဲ့တယ်အဖေကျွန်တော်ပြောခဲ့တဲ့ဟောပြောပွဲအစီအစဉ်လေးအဖေရောက်ခါနီးပြီလားရုတ်တရက်အောက်ထပ်ကနေ VVN ရဲ့အတန်ထွက်လာတယ် Hello Manager Chan ကျမ VVN ပါကျွန်တော်ဆိုဖာကနေထွက်ပြီး VVN ကိုလှမ်းကြည့်လိုက်တယ်ဇဝေဇဝါဖြစ်နေပေမဲ့လှည့်ထွက်ဖို့ပြင်းရင်းစိတ်ထဲကတွေးလိုက်မိတယ်သူမဒီမှာဘာလုပ်နေတာလဲ VVN က Manager Chan ရဲ့ရှေ့ကို project အဆိုပြုလွှာကိုတွန်းပေးလိုက်တယ် Manager Chan ကျမမိဖက်ဖြစ်ဆွေးနွေးဖို့လာတာပါအတိတ်ဘဝကကျမရဲ့ project model ပါမဟုတ်ဘူးကျမဒါကိုအချိန်ချင်းစမ်းသပ်ပြီးပါပြီရှင်နောက်နှစ်မှာ3တန်းရင်းနှီးမြှုပ်နှံရင်အကျိုးမြတ်က2ဆဖြစ်လာမယ်မန်နေဂျာချန်ကသူ့မျက်မှန်ကိုပင့်တင်ပြီးမျက်မှောင်ကုပ်လျက်မင်းပဲတက္ကသိုလ်ကလည်းအဆိုပြုလွှာကိုတိုး email စီပို့ထားလား VVN ကအနှဲငယ်ထင်ငေါ်ပြီးကျမကြောင်းထွက်ခဲ့တာမှန်ပါတယ်ဒါပေမဲ့ဈေးကွက်အပေါ်ကျမရဲ့နားလည်မှုကအဲ့ဒီကောလိပ်ကျောင်းသားတွေထက်အစာပေါင်းများစွာတာလွန်ပါတယ်
မန်နေဂျာချန်ကနှာခေါင်းရှုံပြီးလှည့်ထွက်သွားတဲ့ကျွန်တော်ဒုတိယထပ်ကနေ VVN ကိုလှမ်းကြည့်ပြီးလှောင်ပြောင်တဲ့လေတံနဲ့ VVN ကအတိတ်ဘဝကသူမရဲ့အောင်မြင်မှုဟာသူမရဲ့အဲ့ဒီ theory ကြောင့်လို့ထင်နေတာမဟုတ်ပါဘူးအဲ့ဒါကထိတ်တန့်တက္ကသိုလ်ကသူမရဲ့ပွဲဒီဂရီကတကားဖွင့်ပေးခဲ့တာဖြစ်ပြီးကျွန်တော်ကိုယ်တိုင်သူမအတွက်ကော်စောနေခင်းပေးခဲ့လို့ပါအဲ့ဒီဒီဂရီမရှိဘဲဘန်နက်မိသားစုရဲ့ကြောထောက်နောက်ခံမရှိဘဲနဲ့တော့နေငါနဲ့မျက်နှာချင်းဆိုင်စကားပြောဖို့အဆင့်တောင်မရှိပါဘူး VVN ကလုံးဝစိတ်ဆိုးဒေါသထွက်ပြီးဆဲဆိုတော့တယ်နင်ကကိုဘာမှတ်နေလဲငါကဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတာနဲ့နင့်ကိုငါရှိမှဒူးထောက်တောင်းပန်ခိုင်းမယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်း2ယောက် VVN စီလျှောက်လာတယ်မင်းကဘသူလဲဒီထဲကိုဘလို့ဝင်လာတာလဲ VVN ရဲ့မျက်လုံးတွေဟိုတီရောက်သွားပြီးယုံကြည်မှုအနှဲငယ်လျော့နေသွားတဲ့လေတံနဲ့ကျမကဘန်နက်မိသားစုတခင်လေးရဲ့ရီးစားပါလုံခြုံရေးတွေကဒါကိုကြားတော့မယုံနိုင်ပဲတဟားရေမောကြပြီးတကားဝစီကိုပြက်ပြက်တတ်လက်ညှိုးထိုးပြတယ်ကလိန်ကချစ်မတ်နောက်တစ်ယောက်ကန်ဆန်းနေတာပေါ့အခုချက်ချင်းထွက်သွားလုံခြုံရေးတွေက VVN ကိုထောက်တနေရစီမောင်းထုတ်လိုက်ကြတယ်သူမကိုပြန်ထိန်းလိုက်စင်မှာပဲလောစင်လှမ်းဝင်လာတာကိုတွေ့ရတယ်သူမနှုတ်ခမ်းကိုကိုက်ပြီးထောင်းကနေလှမ်းထွက်လာခဲ့တယ်လောစင်နင့်ကိုတခုပြောပြမယ်ငါဘသူနဲ့ပဲလက်တွဲဘန်နက်အုပ်စုနဲ့တော့ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဒါကြောင့်နင်းအဲ့ဒီစိတ်ကူးကိုလက်လျှော့လိုက်ငါတကယ်တော့တခြားလူတစ်ယောက်ကိုယင်းနှိမ့်မြုံနှံဖို့လာတာဖြစ်ပြီးနင့်ကိုဘာမှစိတ်မဝင်စားဘူးဆိုတာနင်တွေးမိရဲ့လား VVN ကဒေါသကြီးနဲ့လက်သီးကိုချစ်ပါအောင်ဆုပ်လိုက်တယ်နင်းကျွန်တော်အဖေက VVN ကိုကြည့်ပြီးမေးတယ်ဒီအမျိုးသမီးငယ်ကဘသူလဲကျွန်တော်လေတန်းကအေးဆက်နဲ့သူ့ကိုဂယုမဆိုင်ပါနဲ့အဖေလူတစ်ယောက်ပါအဖေတွားကြစို့လို့ဟောပြောပွဲကိုမိအောင်တွားရအောင်မယ်ကျွန်တော်အဖေကဒေါသတကြီးမျက်နှာနဲ့ VVN ကိုလက်ညှိုးထိုးပြီးဒီလိုလူမျိုးကဒီထဲကိုဘလို့ဝင်လာတာလဲလုံခြုံရေးသူ့ကိုအပြင်ထုတ်လိုက်ကျွန်တော်နှာခေါင်းရှုံပြီးချက်ချင်းထွက်ခွာခဲ့တော့တယ် VVN ကဒေါသတကြီးနဲ့ခြေဆောင်းလိုက်တယ်လုံခြုံရေးတွေပြေးလာပြီးသူမလက်မောင်းတွေကိုဖမ်းဆွဲကာခဲ့ထွက်သွားတော့ဆိုပြီးနှင်ထုတ်လိုက်ကြတယ်ဟောပြောပွဲခန်းမထဲမှာတော့အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကစင်ပေါ်မှာစကားပြောနေတယ်လေးစားအပ်ပါတဲ့ဧည့်သည်တော်တို့ရှင်အားလုံးပဲမင်္ဂလာပါကျမကတော့ဒီနေ့ရဲ့ဟောပြောသူ Iris Aris ဖြစ်ပါတယ်ပရိသတ်ထဲမှာထိုင်နေရင်ကျွန်တော်စိတ်တွေကအတိတ်ဘဝစီပြန်ရောက်သွားတယ်တကယ်တော့အတိတ်ဘဝတုန်းကကျွန်တော်အဖေအလေးနဲ့ဆုံးထားခဲ့တဲ့သူကကျောင်းကစီနီယာဖြစ်တဲ့ Iris ပါအဖေမျက်လုံးထဲမှာချီးမွမ်းထောက်ခံတဲ့အရေးအယောင်တွေနဲ့လောစင်မမ Iris ကိုကြည်စမ်းထိတ်တန်းတက္ကသိုလ်ကဖွဲရထားတာနှိမ့်ချတက်ပြီးအားကိုးရတယ်ဘယ်ကိစ္စမဆိုအမြဲတမ်းအဓိကအချက်ကိုပဲတက်လုပ်တတ်တယ်ဒါမျိုးကမှတို့ဘန်နက်မိသားစုရဲ့အနာဂတ်ကိုတကယ်လက်လွဲယူနိုင်မဲ့လူစားမျိုးပြီးတော့အဖေကလေတံပြောင်းပြီးငါအမြဲပြောသလိုပဲတနေ့ကျရင်မင်းဘေးနားမှာ Iris လိုလက်တွဲဖို့မျိုးရှိနေရင်ငါစိတ်အေးရတော့မယ်ဒါကိုကြားတော့ကျွန်တော်စိတ်နှောက်ယှက်ဖြစ်ရတယ်အဖေကလည်းIrisကတော်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကသူမကိုအမတယောက်လိုပဲသဘောထားတာကျွန်တော်ချစ်တဲ့မိန်းကလေးမျိုးက VVN လိုရီမန်းချက်ကြီးပြီးကိုပိုင်စရိုက်အမှန်ရှိတဲ့သူမျိုးအဖေကပြောမဲ့စကားကိုပြန်မျိုးချလိုက်ပြီးကဲထားလိုက်ပါတော့မင်းသဘောရှိတာပဲလို့တော့အခုဒုတိယအကြိမ်ဘဝတစ်ပြန်ရလာတဲ့အခါမှာတော့ကျွန်တော်အတွေးတွေကလက်ရှိစီပြန်ရောက်လာတယ်သူမရတင်ရထိုက်တဲ့အတိမတ်ပြုမှုတွေလုပ်ပိုင်ခွင့်တွေနဲ့အချိန်ကြာကြီးနှောင့်နှေးခဲ့ရတဲ့နေရာမှန်ကိုဒီတစ်ခါတော့တစ်ခုမကြံအကုန်လုံးပြန်ပေးရမယ်လို့ကျွန်တော်စိတ်ထဲကကြိမ်ဆိုလိုက်တယ်ဒီတစ်ချိန်မှာလည်းအဖေကIrisကိုအတိတ်ဘဝကအတိုင်းထပ်တူကြတဲ့ချီမိုးနဲ့မျက်လုံးတွေနဲ့ကြည့်နေတော့မယ်လောစင်Irisကိုကြည်စံထိတ်တန်းတက္ကသိုလ်ကဘွဲရနှိမ့်ချပြီးအားကိုးရတဲ့တကယ်ကိုထူးချွန်တဲ့သူပဲကျွန်တော်ချက်ချင်းဝင်ထောက်ခံလိုက်တယ်သူမကတကယ်ကိုထူးချွန်တာပါအဖေရဲ့အကြီးကစင်ပေါ်ပြန်ရောက်သွားပြီးပေါ့ပနဲ့ပြက်တလေးတန်းနဲ့ဒီတစ်ခေါက်တော့သူမရဲ့လုပ်ငန်းတစ် project မှာတို့ရင်းနှီးမြှုပ်နှံကြစို့စင်ပေါ်ကနေ Iris ကဒါကတော့လုပ်ငန်းတစ်အတွက်ကျမရဲ့တင်ပြချက်ပါနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးမှအဖေကစင်ပေါ်ကိုဖြည်းဖြည်းချင်းလှောက်သွားပြီးချီမိုးနဲ့မျက်လုံးတွေနဲ့လက်ကမ်းပေးလိုက်တယ်မိုင်းအိုင်ရဲ့တကယ်ကိုထူးချွန်ပါတယ်Irisကချက်ချင်းရှေ့တိုးပြီးယဉ်ကျေးတဲ့အပြုံးနဲ့လက်ဆွဲနှုတ်ဆက်ကချီးမွမ်းစကားအတွက်ကျေးဇူးတင်ပါတယ်မစ္စတာဘန်နက်တို့အုပ်စုကမင်းရဲ့ project မှာယင်းနှိမ့်မြုံနှံဖို့ဆုံးဖြတ်လိုက်ပြီးအဖေကသူမရဲ့လက်ဖမိုးကိုပုတ်ပြီးပြောလိုက်တယ်Irisရဲ့မျက်လုံးတွေတောက်ကသွားပြီးတင့်တော်တဲ့စိတ်လှုပ်ရှားမှုလေတံနဲ့တကယ်ကိုကျေးဇူးတင်ပါတယ်မစ္စတာဘန်နက်အဖေကိုစိတ်ပြတ်အောင်မလုပ်ပါဘူးပြီးတော့Irisကကျွန်တော်ဘက်လှည့်လာပြီးကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့လောစင်မိတ်ဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းသားဥက္ကဋ္ဌကြီးကိုလာဖို့အတင်းမတိုက်တွန်းခဲ့ရင်ငါမှဒီလိုအခွင့်အရေးမျိုးရလိမ့်မယ်မထင်ဘူးကျွန်တော်အနေငယ်ရှက်ကိုရှက်ကန်းနဲ့လက်ကပြပြီးကျွန်တော်ဘာမှသိမလို့ရပါဘူးမမကိုယ်တိုင်တော်လို့ရခဲ့တာပါအတိတ်ဘဝတုန်းက VVN ကိုကူညီဖို့အတွက်ကျွန်တော်ဟာ Iris ရဲ့ဒီလိုတောက်ပမဲ့အခွင့်အရေးကိုလူယူခဲ့ပြီးသူမကိုတာမန်ရာတူတစ်ခုမှပဲတောင်းတင်စေကနှစ်အတော်ကြာအလားအချိန်ကုန်စေခဲ့ဘူးလေအခုတခါတော့အတိတ်ကနေပြန်စားကြဆိုလို့ကျွန်တော်စိတ်ထဲကတိတ်တဆိတ်တနစ်ထန်ချလိုက်တယ်နောက်တနေ့သူတေသနာတက်ခွဲကန်းမှာ Iris ကပြုံးရွှင်စွာနဲ့ကျွန်တော်စီပြေးလာပြီးနှုတ်ဆက်တယ်ကျမတို့ရဲ့သူတေသနာအဖွဲ့စီကြိုးဆိုပါတယ်လောစင်ဒီနေ့ကစပြီးတို့တွေတရားဝင်လက်တွဲဖော်ပြီးဖြစ်သွားပြီပေါ့ကျွန်တော်ပြုံးပြီးလက်ဆွဲနှုတ်ဆက်ကအတူတူအလုပ်လုပ်ရမှာကိုမျှော်လင့်နေပါတယ်Irisကအဖေအမြဲတမ်းမချီးမွမ်းပဲမနေနိုင်တဲ့ချွေးမလောင်ဖြစ်လာခဲ့ပြီးကျွန်တော်လည်းနောက်ဆုံးတော့ကိုနဲ့ထိုက်တန်တဲ့နေရာမှန်စီပြန်ရောက်သွားခဲ့တယ်။အဲ့ဒီညကတခွဲကမ်းမီတွေလင်းနေတော့မဲ့ကျွန်တော်ဖြတ်သွားရင်ခဏရက်လိုက်မိတယ်ဒီလောက်ညစ်တဲ့အထိဘယ်သူရှိနေသေးတာလဲဆိုပြီးတကားကိုမိကချောင်းကြည့်လိုက်တော့Irisကစခရင်ကိုစိုက်ကြည့်ရင်မျက်မှောင်ကုတ်လျက်တသမကိန်းတတိယနေရာမှားနေတဲ့နောက်တစ်ခါပြန်တွက်ကြည့်အောင်မယ်။
ကျွန်တော်အပြင်ကနေခဏကြည့်နေရင်စိတ်ထဲကနေတိတ်တဆိတ်လေးစားမိသွားတဲ့အိုင်ရစ်ကအမြဲတမ်းအစိုးဆုံးရောက်ပြီးအနောက်ကျဆုံးပြန်တက်တာအစီအစဉ်တိုင်းကိုပြီးပြည့်စုံအောင်အမြဲတမ်းစစ်ဆက်လုပ်တတ်တဲ့သူမဟာအရာရာကိုတေချာဂရုတစိုက်ဆုံးဖြတ်တတ်ပြီး VVN လိုဘယ်တော့မှမောက်မာတာအထင်သေးတာမျိုးမရှိဘူးနောက်ဆုံးတော့ဒီတစ်ခုကိုက်ညီသွားပြီးအိုင်ရစ်ကအထဲကနေဝမ်းသာအားရရေရွတ်လိုက်တယ်ကျွန်တော်ခဏဆက်ရက်နေပြီးမှပြုံးကလှည့်ထွက်ခဲ့တယ်နောက်တနေ့မနက်စောစောယထာဘူတာယုံမှာအိုင်ရစ်ကစာအုပ်ဖတ်ရင်းထိုင်နေတော့ကျွန်တော်ကတန်းဝေပြီးအိတ်ချင်မှုတူနဲ့ရှောက်သွားလိုက်တယ်အိုင်ရစ်မင်းဒီလောက်စောစောတာတော့မပင်ပန်းဘူးလားငါကျင့်သားရနေပါပြီကြောင်းတက်ကလေးကမနက်6နာရီဆိုအမြဲထားတာအဲ့ဒါကို6နှလုံးလုံးလုပ်ခဲ့တာလေတကယ်ကိုစီကန်းရှိတာပဲကျွန်တော်နာရီကိုကြည့်ရင် VVN ကိုအလိုလိုတတိယမိသွားတယ်သူမသားဆိုရင်မနက်9နာရီထားလို့မနက်10နာရီအစည်းအဝေးအတွက်နှိုးရင်တောင်တနေ့ခင်းလုံးညှဉ်းညူနေမှာအတိတ်ဘဝတုန်းကဒရိုက်တာဖွဲ့ဝင်တွေအစည်းအဝေးခန်းမထဲမှာတယောက်ကိုတယောက်ကြည့်ပြီး VVN ဘယ်မှာလဲဘယ်နှစ်နာရီရှိနေပြီလဲဘာလို့အခုထိရောက်မလာသေးတာလဲလို့မေးတော့အကူကကြောက်ကြောက်ရွံ့ရွံ့နဲ့ CEO VVN လာနေတော့ပါခင်ဗျာနေရန်ကနာရီကတော့10နာရီမိနစ်20ကိုပြနေပြီးအကူက VVN နာကိုတိတိချာချာကတ်သွားပြီးအတန်တိုးတိုးနဲ့အမြန်ပြောရှာတယ် CEO VVN ဒရိုက်တာတွေကဘန်နာရဲ့အစီရင်ခံစာစစ်ဆေးဖို့အတွက်တနာရီခွဲကျော်စောင့်နေကြတာပါ VVN ကအကူကိုပြင်းရတဲ့လေတန်းနဲ့ဘာတွေလုံးနေတာလဲအကူကအတင်းဆက်ပြောရတယ်ကုမ္ပဏီရဲ့တက်ရောက်မှုစီကံအရ10နာရီနောက်ဆုံးပါ VVN ကပြုံးပြီးကလတ်ထိုင်ကိုဆွဲထိုင်ကစီကံဟုတ်လားအဲ့ဒါကငါအောက်ကလူတွေအတွက်ပဲအောင်မြင်တဲ့လူတွေကစီကံတွေလိုက်နာဖို့မလိုဘူးအတွေးလိုနေတော့အိုင်ရစ်ကကျွန်တော်ဘက်ရုတ်တရက်လှည့်လာပြီးနှွေးထွေးတည်ကြည်တဲ့မျက်လုံးတွေနဲ့ဒီဈေးကွက်သူတေသနာခီးစဉ်ကိုအတူတူလိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုတာဝန်သိတဲ့ယင်းနှိမ့်နှံသူပါဝင်နေတော့တို့ရဲ့ project ကကျင်းတည်အောင်မြင်ပါပါကျွန်တော်လက်ကိုဆန့်ထုတ်ပြီးမှပြန်ရုပ်လိုက်ကခေါင်းကိုအနှဲငယ်အန်းနဲ့ကုန်ရင် project တွေနဲ့ပတ်သက်ရင်ကျွန်တော်ကအမြဲစစ်ဆက်တတ်ပါတယ်ဒါပေမဲ့ဒီနေ့မနက်9နာရီကြီးဒီကိုရောက်လာရတဲ့အဓိကအကြောင်းရင်းကတော့မမကိုယ်တိုင်ခီးစဉ်ကိုဥဆောင်နေလို့ပါအိုင်းရင်မျက်နှာနီးရဲသွားပြီးတခြားဘက်ကိုလှည့်ကြည့်ကမြန်သွားကြဆိုရထားထွက်တော်မယ်သူမအရင်ကထက်ခြေလန်းအနှဲငယ်မြန်နဲ့ရှောက်သွားတာကိုကြည့်ပြီးကျွန်တော်ပြုံးကနောက်ကနေလိုက်သွားခဲ့တယ်သူတို့တွားရောက်စစ်ဆေးတဲ့စက်ယုံထဲမှာလောစင်ဒီစက်ယုံကိုကြည်စမ်းဆက်ပစ္စည်းတွေကဟောင်းနေပေမဲ့အလုပ်သမားတွေကအရန်ကျွမ်းကျင်ကြတဲ့စက်တွေအစင်းမြင့်မှုရင်းနှီးမြှုပ်နှံပေးရင်ထုတ်လုပ်မှုကအနည်းဆုံး9ဆလောက်တက်လာနိုင်တယ်ကျွန်တော်သဘောတူတဲ့အနေနဲ့ခေါင်းညှိလိုက်တယ်လက်တွဲဖို့ကိုရွေးချယ်တဲ့အခါသူတို့စကားဘလောက်ကောင်းကောင်းပြောလဲဆိုတာကိုနားမထောင်ပါနဲ့သူတို့တကယ်ဘာတွေအောင်မြင်အောင်လုပ်ထားလဲဆိုတာကိုပဲကြည့်ပါအိုင်းရပြောတာကိုနားထောင်ရင်ကျွန်တော်စိတ်တွေ VVNC ထက်ရောက်သွားပြန်တယ်တကယ်အောင်မြင်အောင်လုပ်နိုင်တာအဲ့ဒါကသူမနဲ့လုံးဝဆန့်ကျင်ဘက်မဟုတ်ဘူးလားစကားပဲရှိပြီးအနှစ်သာရမရှိတဲ့သူဘာအရေးချင်းမှမရှိပဲနေတိုင်းကတိလွတ်တွေပဲပေးနေတတ်တာယထာနဲ့ပြန်လာတဲ့လမ်းမှာအိုင်ရအိပ်ပျော်နေတာကိုကြည့်ပြီးကျွန်တော်စိတ်ထဲကတွေးနေမိတယ်အတိတ်ဘဝတုန်းကငါက VVN ပုံမှာပဲအာယုံအပြည့်ထားခဲ့ပြီးအိုင်ရကိုတခါမှတိတိကျကျမကြည့်ခဲ့မိဘူးနောက်ဆုံးကြမှာပဲဘသူကတကယ်တန်ဖိုးထားရမယ့်သူလဲဆိုတာသိခဲ့ရတာဒီတခါတော့အဲ့ဒီအမှားမျိုးဘယ်တော့မှထပ်မမားစေရဘူးအိုင်ရကပြင်းပေါက်ကိုမိပြီးအိပ်ပျော်နေတာသူမရဲ့ဘေးတိုက်မျက်နှာပြင်လေးကိုကြည့်ပြီးကျွန်တော်လက်ကိုအနှဲငယ်မြှောက်လိုက်ပြီးမှပြန်ချထားလိုက်တယ်ရက်အနှဲငယ်ကြာပြီးနောက် VVN ကကျွန်တော်စီစိတ်လှုပ်ရှားစွာနဲ့ပြေးလာပြီးမှန်တက်တဲ့မျက်နှာပေးနဲ့ကြွားလုံးထုတ်တယ်လောစင်ငါဒေါ်လာ8တန်းယင်းနှိမ့်မြုပ်နှံမှုရထားပြီးဒါကပထမဆုံးခြေလမ်းပဲငါနေရာမှန်စီပြန်ရောက်ဖို့12တောင်ကြာမှမဟုတ်ဘူးစောင့်ကြည့်နေလိုက်တနေ့ကျရင်နေငါရှိမှဒူးထောက်တောင်းပန်စေရမယ်ကျွန်တော်သူမကိုအေးဆက်ဆက်အပြုံးနဲ့ကြည့်ပြီးနင့်သဘောပဲလို့ပြောကဆက်ပြီးဂယုမဆိုင်တော့ပဲလှည့်ထွက်ခဲ့တယ်ဒါကိုမြင်တော့ VVN ကဒေါသတကြီးနဲ့တွားချိတ်ပြီးမျက်လုံးထဲမှာဒေါသမီးတွေတောက်လောင်နေတော့တယ်3ရက်ကြာမှကာလက်ကဖုန်းကိုကင်ပြီးအသက်ရှူမဝပဲကျွန်တော်စီပြေးလာတဲ့လေကိုမနှဲရှူရင်းလှမ်းអော်တယ်တရင်ကြီးဟေ့စီးပွားရေးလုပ်မယ်ဆိုပြီးကြောင်းထွက်သွားတဲ့ VVN လေးအကြီးကျယ်အလိန်ခံလိုက်ရပြီတဲ့ကျွန်တော်ဖုန်းကိုယူပြီးစကရင်ကိုကြည့်လိုက်တော့ခေါင်းစဉ်ကအထင်းသားပဲပါရမီရှင်ကြောင်းထွက်လုပ်ငန်းရှင်မကြီးအကြီးကျယ်လိန်လေလှည့်ဖျားခြင်းခံရကာလက်ကဆက်ပြောတယ်သူမရဲ့မူပိုင်ခွင့်ကိုပြပြဝက်ဈေးပေါ်ပေါ်နဲ့ရောင်းလိုက်ရတယ်တဲ့သူမရဲ့စီးပွားရေးအယူအဆတစ်ခုလုံးကိုအကုန်ခိုးယူခံလိုက်ရပြီးသူမအပင်ပန်းခံတိစောက်ထားတဲ့ website ကိုတော့ hacker တွေကအကုန်ဖျက်ဆီးပစ်လိုက်ကြပြီကျွန်တော်စကရင်ကိုလိုက်ဖက်ကြည့်ပေမဲ့စိတ်ထဲမှာဘာခံစားချက်မှမရှိပဲနှက်ခမ်းဖျားမှာအေးဆက်ဆက်အပြုံးလေးတစ်ခုနဲ့ဖုန်းကိုကာလက်စီပြန်ပေးလိုက်တယ်ဒီတစ်ချိန်မှာတော့ကျွန်တော်မိသားစုရဲ့ရင်းမြစ်တွေရဲ့အကအကွယ်မရှိတော့တဲ့အတွက်ဟိုဘက်ကချိုသားတဲ့ဂတိအချို့ပေးလိုက်ရုံနဲ့သူမကရွှေတွင်ကြီးတွေ့ပြီးအမှတ်နဲ့လောဘတက်သွားတာလေသူမရဲ့မောက်မာမှုတွေကလက်ရှိဘဝရဲ့ပြင်းထန်တဲ့အရိုက်နှက်တံကိုမခံနိုင်ရှာဘူးတကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကဖေးဆိုင်တစ်ခုမှာအကောက်ကေနဲ့အမျိုးသမီးတစ်ယောက်ကစပွဲပေါ်ချက်လက်မှတ်တစ်ခုတွန်းပေးခဲ့တာကျမဒီ project ကိုအရန်ယုံကြည်တယ်ဒီရှစ်တန်းကမင်းအတွက်ပထမဆုံးတုပ်ပဲ VVN ကချက်လက်မှတ်ပေါ်ကကနန်းတွေကိုကြည့်ပြီးမျက်လုံးတွေတောက်ပသွားကအံ့ဩစရာပဲရှင်ကတကယ်ပဲကျမရဲ့အရေးချင်းကိုအတိမတ်ပြုတဲ့သူပဲအကောက်ကေနဲ့အမျိုးသမီးကကော်ဖီတငုံတောက်ပြီးအေးဆေးဆေးပြောတယ်ဒါပေမဲ့လုပ်ငန်းခွင်စံနှုန်းအရအာမခံကြီးအဖြစ်အရင်ဆုံးဒေါ်လာ8သိန်းအစောတစ်ဖက်ဆက်ပေးရလိမ့်မယ် VVN ကြောင်သွားတယ်8သိန်းဟုတ်လားအမျိုးသမီးကချက်လက်မှတ်ကိုပြန်ယူမဲ့ပုံစံမျိုးလုပ်တော့ဒါဆိုလဲထားလိုက်ပါတော့တို့တခြားလူစီပဲသွားပြီးရင်းနှီးမြှုပ်နှံတော့မယ် VVN ကသူမရဲ့လက်ကိုချက်ချင်းဆွဲဖမ်းလိုက်တယ်ကျမပေးပါမယ်ကျမကိုရက်ပိုင်းလောက်ပဲအချိန်ပေးပါ
တခြားနီလန်းမရှိတော့တဲ့အတွက် VVN ဟာအတိုးကြီးစားချင်းငွေခိုင်းစီဦးတည်သွားခဲ့တယ်။အမာရွတ်နဲ့လူကစပွဲပေါ်စာချုပ်တစ်ခုတွန်းပေးတယ်။ဒါက9သိန်းတစ်နှစ်နေရင်အတိုးက1.5 တန်း။ VVN စာချုပ်ကိုယူလိုက်စဉ်သူမရဲ့လက်တွေအနှဲငယ်တုံရင်နေပြီးမျက်နှာကသွေးဆုပ်ဖြူလျော်သွားတယ်။ဘာလို့အတိုးကဒီလောက်ကြီးရတာလဲ။အမာရွတ်နဲ့လူကပြုံးပြီးတလုံးချင်းပြောရင်းအနာတိုးလာတဲ့မင်းစာချုပ်ချုပ်တုံးကတော့ချက်ချင်းချုပ်ခဲ့ပြီးတော့အခုကြမှဘာမှမသိတယ်လို့လုံးမနေနဲ့သူ VVN ရဲ့ရှေ့မှာရက်လိုက်ပြီးအတန်ကိုနှိမ့်တာမင်းပြန်မဆက်နိုင်ရင်ဒါကိုပြန်ရမယ့်နီလန်းတွေအများကြီးရှိတယ်။ VVN ကြောက်လွန်းလို့စကားတောင်တိတိကျကျမပြောနိုင်တော့ဘူးကျွန်းကျမနားလဲပါပြီပြန်ဆက်ပါမယ်သူမခေါင်းငုံထားရင်မျက်ရည်တွေကျန်းပြင်ပေါ်စီးကျလာပြီးမှလှည့်ပြီးထွက်ပြေးသွားခဲ့တယ်လမ်းကြားတစ်ခုထဲမှာ VVN ကဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်ဦးလေးကျမကိုနောက်ထပ်3000လောက်ချေးပေးပါဦး3000မရှိရင်အခြေအနေကိုချက်ချင်းပြောင်းလဲပြနိုင်လို့ပါဟိုဘက်ကနေတော်တော်ကြာငြိမ်သက်သွားပြီးမှကောင်းပြီး VVN ဦးလေးမင်းကိုနောက်ဆုံးတစ်ခေါက်ထပ်ယုံကြည်ပေးမယ်ဒါကဦးလေးစုဆောင်းထားသမျှအကုန်ပဲနော် VVN ရဲ့မျက်လုံးတွေတောက်ပသွားပြီးစိတ်လှုပ်ရှားစွာနဲ့အတန်ကျဲသွားတယ်မပူပါနဲ့ဦးလေးဒီ project ကကျင်းတီအောင်မြင်မှာပါ VVN ကသူမဖုန်းကိုကြည့်ပြီးလွှဲပြောင်းမှုကိုအတည်ပြုလိုက်တယ် VVN ဖုန်းကိုတင်လိုက်ပြီးနှက်ခမ်းဖြားမှာအပြုံးတစ်ခုနဲ့လောဆင်နင်းစောင့်ကြည့်နေလိုက်ငါကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတာနဲ့နင့်ကိုငါရှိမှဒူးထောက်တောင်းပန်စေရမယ်နောက်တနေ့မနေ့ VVN ရဲ့အိမ်မှာတော့အကောက်ကောက်ကိနဲ့အမျိုးသမီးကဖုန်းလဲမကင်တော့တယ်လို့ message တွေကိုပါပိတ်ပွားလိုက်ပြီး VVN ဖုန်း screen ကိုစိုက်ကြည့်ရင်းကြောင်အန်းသွားတယ်ဒါဘလို့ဖြစ်နိုင်မှာလဲဖုန်းကသူ့မလက်ထဲကနေကျန်းပြင်ပေါ်ပြုတ်ကျသွားတယ်သူမဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီးခေါင်းကိုအုပ်ကအတန်တွေတုံရင်လျက်ငါအလိန်ခံလိုက်ရပြီ8သိန်းလုံးအဲ့ဒါငါမှရှိသမျှအကုန်ပဲ VVN ရှိုက်ကြီးတင်ငင်ငိုကြွေးပြီးမှရုတ်တရက်မောကြည့်တယ်ဒါတွေအားလုံးရဲ့နောက်ွယ်မှာလောဆင်ရှိနေတာပဲဖြစ်ရမယ်သူမဒူးကိုထောက်ပြီးအတင်း track ကတကားအပြင်ကိုရိုင်းတိရိုင်တိုင်းထွက်လာခဲ့တယ်သူမအတန်မှာမျက်ရည်တွေနဲ့နာကျင်မှုတွေပြည့်နှက်လျက်ဟုတ်တယ်သူပဲဖြစ်ရမယ် VVN ကကျွန်တော်စီအတင်းပြေးလာပြီးပခုံးကိုအပြင်းပြင်းနဲ့ဆွဲကင်လိုက်တယ်သူမမျက်လုံးတွေหนีရဲလျက်လောဆင်အနောက်ွယ်ကနေလုံနေတာနင်မလားနင်ငါစီးပွားရေးအောင်မြင်မှာကိုကြောက်နေတာတနေ့ကျရင်ငါနင့်ကိုကလဲစားချင်မှာကိုကြောက်နေတာဟုတ်တယ်မလားကျွန်တော်သူမလက်တွေကိုခွာချလိုက်ပြီးလေတံကိုအေးဆက်ဆက်ပြောင်းကဒါကငါနဲ့ဘာဆိုင်လို့လဲ VVN နင်ကိုရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်တွေကိုငါအပေါ်လာဖို့မချနဲ့အိုင်ရစ်ကအလောတကြီးပြေးလာပြီးကျွန်တော်ရှိကနေကာကွယ်ပေးတယ် VVNနင်းဖြစ်ပျက်ခဲ့တာတွေကိုငါကြားပါတယ်နင်းရဲ့စီးပွားရေးလမ်းကြောင်းဒါမှမဟုတ်စိတ်ကူးတွေကမှားနေတာမဟုတ်ပါဘူးလူတွေကပိုပြီးရှုပ်ထွေးလွန်းလို့ပါနောက်ဆိုပိုပြီးတတိထားပါ VVN ကအိုင်ရစ်ကိုဒေါသတကြီးလက်ညှိုးထိုးပြီးအိုင်ရစ်အတိတ်ဘဝတုန်းကနင်းကငါအောက်မှာအလုပ်လုပ်ရတဲ့ခွေးတစ်ကောင်ပဲလာပြီးဟန်ဆောင်ကောင်းမနေနဲ့ငါမျက်စိရှိကထွက်သွား VVN ဟာသူမရဲ့ကိုယ်ပိုင်ရေးချင်းတက်တက်နဲ့တင်ကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာနိုင်တယ်လို့အမြဲတထိုက်တခြားယုံကြည်နေပြီးကျွန်တော်တို့မဟုတ်အိုင်းရင်နဲ့လုံးဝမဆိုင်ဘူးလို့ထင်နေတာကိုကျွန်တော်စိတ်ထဲကနေကောင်းကောင်းသိပါတယ်ဒါပေမဲ့သူမလုံးဝမှားသွားပြီးကျွန်တော်တို့နှစ်ယောက်သာမရှိရင်သူမဒီဘဝမှာအဲ့ဒီလိုအောင်မြင်မှုမျိုးနားကိုတောင်သိနိုင်မှာမဟုတ်ဘူးအိုင်ရစ်က VVN ရဲ့လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်ရာသူမမသိလိုက်ပဲအားပါသွားတယ်အာနားရဲနင်ကမြေခွေးမှာပဲငါ့ကိုလှုပ်အိုင်ရစ်ကသတိပေးချက်ထုတ်လိုက်တယ်နင်းနောက်တစ်ခါလောဆင်ကိုထပ်ပြီးနှောက်ရက်ရဲရင်ငါဘက်ကအာနာနေမှာမဟုတ်ဘူးအိုင်ရစ်က VVN ကိုဆွဲထုတ်ပြီးဘေးကိုတွန်းထုတ်လိုက်တယ်လုံခြုံရေးဒီအမျိုးသမီးကစိတ်ချနေမမှန်ဘူးကျေးဇူးပြုပြီးခေါ်ထုတ်သွားပေးပါလုံခြုံရေးဝန်ထမ်းပြေးလာပြီး VVN ကိုဖမ်းဆွဲရသူမကလမ်းអော်တယ်ငါ့ကိုလှုပ်ငါ့ကိုမထိနဲ့ငါကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာငါ့ကိုစော်ကားရင်နင်တို့အကျိုးဆက်ကိုခံနိုင်မှာမို့လို့လားလုံခြုံရေးကသူမကိုတစ်ချက်ကြည့်ပြီးမင်းကဘီလီယံနာဟုတ်လားအေးပါဒါဆိုငါလဲနောက်ထပ်နည်းပညာတစ်ထေးကြီးပဲကဲအခုချက်ချင်းထွက်သွားတော့ VVN ကအမာရွတ်နဲ့လူစီပြန်သွားခဲ့တယ်သူကစပွဲပေါ်လက်တင်ပြီးသူမကိုစီးယုံတော့တယ် VVN တာမန်လူတွေကကာယလောက်အားကိုပဲအားကိုကြတာသူမတွန်းဆုပ်နေတာကိုမြင်တော့သူကဆက်ပြောတယ်ညံရှိတဲ့လူတွေကတော့သတင်းချက်လက်ကွာဟချက်ကိုအတုံးချကြတာမင်းသာဒီရင်းနှီးမြုပ်နှံမှုခွင့်ရေးကိုလူသိများအောင်လုပ်ပေးရင်မင်းရဲ့လက်ရှိအရင်းနှီးကနောက်ပတ်ကြရင်သုံးဆဖြစ်လာလိမ့်မယ်ဒါကိုကြားတော့ VVN လက်ထဲကဖောင်တိန်ရက်သွားပြီးဖောင်တိန်ထိပ်ဖျားနဲ့စာရွက်ကိုထိုးရင်းရေရွတ်တယ်သုံးဆဟုတ်လားငါနောက်ထပ်လူတွေကိုပို့ခေါ်လာရင်ကောအမာရွတ်နဲ့လူရဲ့အပြုံးကပါဆက်ဖြဲမတက်ဖြစ်သွားတယ်ဒါဆိုပိုတောင်ကောင်းသေးတာပေါ့ VVN မင်းကတကယ်ကိုအမျှော်မြင်ရှိတာပဲဒါနဲ့ပဲ VVN ဟာနက်ဝင်စည်းတယ်လို့မျိုးသူမဖုန်းကိုကင်ပြီးတီးတဲ့လူတိုင်းစီတယောက် message တွေပို့တော့တယ်အကျိုးမြတ်မြင်မာတဲ့နေရာကန့်သက်ရှိတယ်ဆိုပြီးဖုန်းထဲကအဆက်အသွယ်ရှိသမျှလူတိုင်းကိုအတင်းဆွဲထည့်ဖို့ကြိုးစားနေတော့တယ်ကဖေးဆိုင်တစ်ခုမှာ VVN ကတိုင်လာကိုရင်းနှီးမြုပ်နှံမှုစီးရုံးနေရင်တခြားလူတွေစီလဲ project အသေးစိတ်ကိုစာရီလိုက်ပို့နေတော့မယ် VVNနင်အခုတလောဘာတွေအသေးအတန်အလုပ်ရှုပ်နေတာလဲဖုန်းထဲမှာနင်ပြောတဲ့တီထောင်သူ share တွေဆိုတာလေတခုခုတော့လွဲနေတယ်လို့ပဲ VVN ကသူ့ကိုမောကြည့်ပြီးစိုက်ကြည့်တယ်တိုင်လာနင်ပါတိလို့လဲနင်ကအရန်ကြောက်တက်လွန်းနေဒါကြောင့်နင်တဘွားလုံးတတ်မှတ်ထားတဲ့လစာလေးတစ်ခုတည်းနဲ့ရုန်းကန်နေရမှာတိုင်လာမျက်မှောင်ကုပ်ပြီး VVN ငါထင်တာတော့ဒီ project ကတခုခုမှားနေတော့မယ် VVN ကသူမဖုန်းနဲ့အိတ်ကိုဆွဲယူပြီးကလတ်ထိုင်ကိုနောက်တုံးကလှည့်မကြည့်ပဲထွက်သွားတယ်ပကုံးကြော်ပြီးစကားတခွန်းချန်ခဲ့တယ်ထားလိုက်တော့နင်းနဲ့အချိန်ကုန်ခံပြီးညင်းမနေခြင်းဘူးမမြုပ်နှံခြင်းရင်ငါအချိန်ကိုလာမဖြုံးနဲ့
တိုင်လာတပြင်းချပေမဲ့သူမနောက်ကိုပဲလိုက်သွားခဲ့တယ်လျှက်စစ်မီးတိုင်တစ်ခုရဲ့နောက်ွယ်မှာပုံနေရင် VVN ဆိုင်ပြင်ဘက်မှာရက်ပြီးဖုန်းနဲ့အသေးအတန်အားကိုးတကြီးပြောနေတာကိုသူစောင့်ကြည့်နေမိတယ်အခုပဲပတ်စံလွှဲလိုက်မဟုတ်ရင်ဘန်ကနင့်အကောင့်ကိုပိတ် freeze လိုက်မယ်တိုင်လာကြောင်သွားပြီးမျက်မှောင်ပိုကုန်းမိသွားတဲ့စက္ကန့်အနည်းငယ်လောက်တွန့်ဆုတ်ပြီးနောက်ဖုန်းထုတ်ပြီးရဲကိုဆက်လိုက်တယ်ဟဲလို့ရဲစခန်းကလားခင်ဗျာကျွန်တော်လိန်လေတဲ့ဂိုင်းတစ်ခုကိုတွေ့ထားလို့ပါဟုတ်ကဲ့ကျွန်တော်အတန်းဖော်လဲပါဝင်ပတ်သက်နေပုံရပါတယ်6လကြာပြီးနောက်ရဲတွေကျွန်တော်စီရောက်လာခဲ့တယ် VVN ကတော့အဖမ်းခံထားရပြီးလွန်ခဲ့တဲ့6လလုံးသူမဟာတရားမဝင်ရန်ပုံငွေရှာဖွေတဲ့ဂိုင်းရဲ့ဗဟိုချက်မှဖြစ်ခဲ့တာလေမင်းနဲ့ VVN ကအတန်းဖော်တွေမလားဒီအမှုစစ်ဆေးမှုမှာမင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးလိုအပ်ပါတယ်ကျွန်တော်ကောင်းနေလိုက်တယ်တေချာတာပေါ့ကျွန်တော်အပြည့်အဝပူးပေါင်းဆောင်ရွက်ပါမယ်လွန်ခဲ့တဲ့6လလုံးသူမမင်းစီဘလို့ message တွေပို့ခဲ့လဲကျွန်တော်ဖုန်းကိုငုံကြည့်ပြီးအချို့ကိုလိုက်ဖက်ကြည့်ကဘာမှမပြောပဲစခရင်ကိုပဲအရာရှိစီကမ်းပေးလိုက်တယ်လောစင်တို့တွေအရင်ကပတ်သက်မှုတွေကိုထောက်ထားပြီးငါစီ8သိန်းလွှဲပေးပါဒါဆိုနင့်ကိုငါခွင့်လွှတ်ပြီးအတိတ်ကကိစ္စတွေကိုအားလုံးအစဖျောက်ပေးမယ်လောစင်ဒီစီးပွားရေးအဆင်ပြေဖို့ငါမှနောက်ထပ်9သိန်းပဲလိုတော့တယ်ငါကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတာနဲ့နင့်ကိုကလဲစာဘယ်တော့မှပြန်မချေဘူးလို့ကတိပေးတယ်မှတ်တမ်းတင်နေတဲ့အရာရှိကခဏလောက်ဖောင်တင်ရက်သွားတယ်သူ့ပါဇက်ကတွန့်သွားပြီးရဲချင်းစိတ်ကိုမနှဲအောင်ထားရလို့ပခုံးတွေတုံနေရှာတယ်လောစင်ငါစီ2သိန်းလွှဲပေးရင်နင့်ကိုအခုချက်ချင်းငါကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌရာထူးပေးမယ်ထွက်ဆိုချက်တွေကိုမှတ်တမ်းတင်နေတဲ့အရာရှိမျက်နှာနီးရဲလာပြီးမရေမိအောင်အတင်းအောင်ထားရလို့မျက်ရည်တောင်လဲနေပြီလောစင်ငါစီ3သိန်းလွှဲပေးရင်နင့်ကိုခွင့်လွှတ်မယ်ကျွန်တော်တည်ငြိမ်စွာနဲ့ပြောလိုက်တယ်ရဲချင်းရင်လဲရဲပါအရာရှိကျွန်တော်ကိုယ်တိုင်တောင်ဒီ message တွေကိုကြည့်ရတာမျက်စိနောက်လုံးလို့ပါလောစင်တို့စုံစမ်းစစ်ဆေးမှုအရမင်းရဲ့အတန်းဖော် VVN ဟာဤပညာသုံးလိမ်လည်မှုအများပြားနဲ့တန်တရားရှိခံထားရတယ်အမှုကတော်တော်ကြီးတယ်သူမထောင်ဒဏ်ကြခံရဖို့များပါတယ်ဟုတ်ကဲ့နားလည်ပါပြီသူမကတကယ်ကိုကောင်းပါတာသူမရဲ့တခုလေတော့တောင်းဆိုချက်ကမင်းကိုတစ်ခေါက်လောက်တွေ့ချင်တာပဲမဟုတ်ရင်စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်နေတယ်နင့်နာသူတွေရဲ့ဆုံးရှုံးမှုတွေကိုပိုပြီးပြန်လည်ရရှိနိုင်ဖို့အတွက်ကျွန်တော်သူမကိုတွေ့ဖို့သဘောတူလိုက်တယ်ထောင်ဝင်စာတွေ့တဲ့အခန်းထဲမှာ VVN ကအကျဉ်းသားဝတ်စုံနဲ့ခေါင်းငုံပြီးထိုင်နေတယ်သူမရဲ့အတန်ကမကြားတကြားလေးပဲလောစင်ငါတောင်းပန်ပါတယ်ကျွန်တော်ဖန်သားပြင်ကနေတဆင့်သူမကိုကြည့်ပြီးခဏလောက်တိတ်ဆိတ်နေပြီးမှစကားပြောလိုက်တယ်နင်အဲ့ဒီလိမ်လေတဲ့ဂိုင်းထဲကိုစပြီးဝင်တော့ကဘာမှလွဲမားနေတာကိုသတိမထားမိဘူးလားသူမကခါခါတီးတီးပြုံးတယ်ပထမဆုံးနေ့ကလေးကအဲ့ဒီနေရာမှာတခုခုမှားနေတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါကိုယ်တိုင်ပဲလက်မခံချင်ခဲ့တာကျွန်တော်တပြင်းမချပဲမနေနိုင်တော့ဘူး VVN ကရုတ်တရက်စပွဲကိုလက်သီးနဲ့ရိုက်ချလိုက်ရာသူမရဲ့လက်ထိပ်တွေကတန်စားပွဲပြင်းနဲ့ထိပြီးတချွင်ချွင်မြည်သွားတယ်ငါကပတ်စံနောက်ပဲလိုက်ရင်ကြာရှုံးခဲ့တဲ့သူကဘာမှအောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူးငါကတက်တည်ပြဖို့အတွက်ရှိသမျှအရာအလုံးနဲ့တိုက်ပွဲဝင်ခဲ့တာနင့်ကိုငါလည်းတခုခုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာပြချင်ခဲ့တာဒါပေမဲ့နောက်ဆုံးတော့ငါဘလောက်အထိအတုံးမကျဘူးလဲဆိုတာပဲတက်တည်ပြနိုင်ခဲ့တယ် VVN ကောင်းမော်လာပြီးသူမအတန်မှာမျက်ရည်တွေပြည့်နေလျက်လောစင်တကယ်တော့နင်ကသာငါတကယ်ချစ်တဲ့သူဆိုတာငါအကြာကြီးကလေးကသတိထားမိခဲ့ပါတယ်ဒါပေမဲ့အတိတ်ဘဝတုန်းကငါဘလောက်ပဲမြင့်မြင့်တက်တက်နင်ကကိုတခါမှမုံမကြည့်ခဲ့ဘူးငါလုံးသမျှအရာရာတိုင်းကနင်ကြိုတင်မျှော်လင့်ထားပြီးသားအရာတွေလိုမျိုးပဲ VVN ကောင်းမော်ပြီးဖန်သားပြင်ကနေကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်တယ်သူမအတန်မှာကောင်းပါတယ်မျှော်လင့်ချက်အရေးရောင်လေးရှိနေတော့ပဲအဲ့ဒီနေ့ကနင်လူတွေကိုခေါ်ပြီး Desmond နဲ့ငါနဲ့အတူနေတဲ့အိမ်ထဲကိုအတင်းဝင်လာတော့ငါရဲ့ပထမဆုံးစိတ်အာယုံကနင်သာငါကိုခွင့်လွှတ်ပြီးဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ပေးရင်နင့်ကိုပြန်ရအောင်ကြိုးစားဖို့ပဲဒါဆိုလို့တွေအရင်ကဘဝစီပြန်သွားလို့ရတာပေါ့စကားအလယ်မှာတင်သူမရဲ့လေတံကချက်ချင်းကျသွားတယ်ဒါပေမဲ့နင်လိုချင်ခဲ့တာကကွာရှင်းမှုနဲ့ငါကိုဘာပတ်စံမှမပေးပဲလုံးဝနှိမ့်ထုတ်ဖို့ပဲအတိတ်ဘဝတုန်းကအင်ကြီးအပြင်ထဲမှာ VVN ကဆိုဖာပေါ်မှာထိုင်နေပြီးဘိုက်ကတိတိတတ်တာထွက်နေတယ်ဘေးမှာတော့ Desmond ရက်နေတဲ့ရှေ့နေကစာချုပ်ကိုကင်ပြီးတင်းငင်အေးဆက်တဲ့လေတံနဲ့Mr. Bennett ပေးထားတဲ့တက်သေးတွေအရမမ VVN ဟာကုမ္ပဏီရန်ပုံငွေတွေကိုတရားမဝင်အလွဲသုံးစားလုပ်ခဲ့ပြီးအိမ်တော်ရေးတွင်ဖောက်ပြန်ခဲ့တာကိုအတည်ပြုပြီးဖြစ်ပါတယ်။သူစာမျက်နှာကိုလှမ်းပြီးဆက်ပြောတဲ့စာချုပ်အရမမ VVN အနေနဲ့ဒီအိမ်တော်ရေးကနေဘာပတ်စံမှမရပဲလက်ပလာနဲ့ထွက်ခွာရပါမယ်။$1တန်အောင်မရပါဘူး။ VVN မောမကြည့်ပဲဆိုဖာအနာတက်ကိုသူမရဲ့လက်ချောင်းတွေဖြူလျော်လာတဲ့အထိချစ်ပါအောင်စုပ်ထားရှာတဲ့အကြာကြီးတိတ်ဆိတ်နေပြီးမှဖြည်းဖြည်းချင်းတိုးတိုးလေးပြောတယ်$1တော့မရဘူးဟုတ်လား။အဲ့ဒီညမှာ VVN က gas over ကိုဖွင့်လိုက်ပြီးတိုးတိုးနဲ့အေးဆက်ဆက်ပြောတယ်ငါနင့်ကိုအသေးလိုချင်တယ် Desmond ကသူမဘေးမှာလက်တီးဆုပ်ပြီးမနှဲအောင်ထားရတဲ့စိတ်လှုပ်ရှားမှုလေးတန်းနဲ့ဒါပြီးသွားတာနဲ့ဘန်နက်မိသားစုရဲ့ယတနာတွေအားလုံးတို့ပိုင်ဖြစ်ပြီးကျွန်တော်မီးဖို့ကြောင့်တကားဝမှာပေါ်လာတော့သူတို့နှစ်ယောက်လုံးလန့်ပြီးကျမ်းပြင်ပေါ်လဲကျသွားကြတယ် VVN နင်ဒီမှာဘာတွေခိုးလုပ်နေတာလဲ VVN ကျမ်းပြင်ပေါ်ထိုင်လျက်ချက်ချင်းမျက်ရည်တွေကျလာတယ်ကျွန်းကျမမှာနင်းရဲ့ကလေးရှိနေသေးတယ်လေနင်ဘလို့ဖြစ်လို့ဒီလောက်တလုံးသားမရှိပဲကျမကိုလက်ပလာနဲ့ပစ်ထားရတာလဲကျွန်တော်ငုံပြီးသူမကိုအထက်စီးကနေအမူအရာမရှိပဲကြည့်လိုက်တယ် Desmond ရဲ့ကလေးကိုလွယ်ထားပြီးတော့ငါ့ကိုအပြစ်ပုံချဖို့စူးစမ်းနေတော့မယ် VVN နင်တကယ်ပဲငါ့ကိုအလှရှင်သူတော်စင်ကြီးထင်နေတာလား VVN ရဲ့မျက်နှာအေးခဲသွားပြီးနောက်အရှက်ရပြီးဒေါသတကြီးဖြစ်သွားတယ်ငါနင့်ကိုပါအတူတူဆွဲခေါ်သွားမယ် VVN နဲ့ Desmond တို့ကျွန်တော်စီအတူတူပြေးဝင်လာပြီး
gas OC တွန်းပို့ကြတယ်အဲ့ဒီနောက် Vivian နဲ့ Desmond တို့မိဖို့ချောင်ထဲကနေပြေးထွက်သွားကြတယ်သူမကမိချစ်ကိုမြှောက်လိုက်ရာမိတောက်ကသူမမျက်လုံးရှိမှဝေးရမ်းနေတယ်ဒါဆိုရင်တော့ငရဲကိုပဲတန်တန်မတ်မတ်သွားလိုက်တော့မိချစ်ကကျွန်တော်ရှေ့ကနေလေထဲမှာဆက်ဝိုင်းပုံစံပြန်တန်းသွားခဲ့တယ်ကျွန်တော်မတွတ်ဆုပ်ပဲရှေ့ကိုပြေးဝင်ပြီး Vivian နဲ့ Desmond တို့ကိုအတင်းဖမ်းဆွဲထားလိုက်တယ်ငါအသက်တစ်ချောင်းအတွက်သူတို့အသက်3ချောင်းဘလို့ပဲဖြစ်ဖြစ်ငါဘက်ကမရှုံးတဲ့ကုန်သွယ်မှုပဲကျွန်တော်နောက်ကနေပောက်ကွဲတန်ထွက်လာပြီးမိတောက်တွေပွန့်ထွက်ကကျွန်တော်တို့3ယောက်လုံးကိုမိတောက်တွေကချက်ချင်းဝါးမြူသွားခဲ့တော့တယ်လက်ရှိဘဝကိုပြန်ရောက်တော့ကျွန်တော်နားကိုပို့ရင်းစိတ်မရှိတဲ့ပုံစံနဲ့နင်ပြောလို့ပြီးပြီလားပြီးရင်ငါသွားတော့မယ်အိုင်ရစ်က project အတွက်ငါ့ကိုစောင့်နေတာငါမှဒီလိုအတိတ်ပဲမရှိတဲ့စကားတွေကိုနားထောင်ဖို့အချိန်မရှိဘူးDesmond ကရုတ်တရက်ကျွန်တော်ကိုကလတ်ထိုင်ပေါ်တွန်းချလိုက်တယ်သူ့မျက်လုံးထဲမှာဒေါသတွေနဲ့ဒါပေမဲ့သူလှည့်ပြီး Vivian ကိုအော်ဟစ်တော့တယ်မင်းငါကိုတကယ်ပဲလိန်ခဲ့တာပဲအတိတ်ဘဝတုန်းကမင်းအသက်ကိုကယ်ခဲ့တာငါကွာငါရဲ့ကြောက်ကတ်တာမရှိရင်မင်းတေတာကြားလာပြီး Desmond က Vivian ရဲ့ပကုံးကိုလှုပ်ခါပြီးအလောတကြီးနဲ့အတန်ပြကြီးနဲ့မင်းငါကိုတဘဝလုံးအတူတူဖြတ်တန်းပြီးပတ်စံအများကြီးရှာကအဖေရဲ့လောင်းကစားအကျွေးတွေကိုဆက်ပေးမယ်လို့ကတိပေးခဲ့တာလေအဲ့ဒါကိုအခုကျတော့အမေချန်ထားခဲ့တဲ့ရွှေဆွဲကြိုးကိုယူပြီးထွက်ပြေးသွားတာလားပတ်စံတွေဘယ်မှလဲပြန်ပေးစမ်းမိမလိန်Vivian က Desmond ကိုအားပြင်းပြင်းနဲ့တွန်းထုတ်လိုက်ပြီးနှာခေါင်းရှုံနဲ့ငါအသက်ကိုကယ်ခဲ့တယ်ဟုတ်လားအဲ့ဒီကြောက်ကအတွက်ငါပတ်စံနဲ့ငါပေးဝယ်ခဲ့တာပြီးတော့နင်တာငါကိုအဲ့ဒီလိမ်လေတဲ့ကုမ္ပဏီထဲဝင်ဖို့စီယုံမခဲ့ရင်ငါအခုလိုထောင်ကျမှာမဟုတ်ဘူးဒါကြောင့်နင်လဲတက်တာမယ်မမတ်နဲ့ Vivian ရုတ်တရက်မော့ကြည့်ပြီးမစင်မချင်းလေးတန်နဲ့ကျမဒါကိုတိုင်ချက်ဖွင့်မယ် Desmond ကလည်းအဲ့ဒီလိမ်လေတဲ့ဂိုင်းတွေကပဲသူကပဲကျမကိုဆွဲသွင်းခဲ့တာDesmond မျက်လုံးတွေနီးရဲလာပြီးလက်ကိုမြောက်ကသူမကိုဖျက်ရိုက်လိုက်တယ်ပါးစပ်ပိတ်ထားဆန်လာပြီးဟန်ဆောင်မနေနဲ့Desmond အသက်ကိုပြင်းပြင်းရှူရင်းသူမကိုလက်ညှိုးထိုးတယ်မင်းငါရဲ့ရွှေဆွဲကြိုးနဲ့ကြောက်စိမ့်ဆွဲသီးကိုပြန်မပေးရင်မင်းတစ်သက်လုံးထောင်ထဲမှာဆွေးမြေ့သွားအောင်ငါလုပ်ပြမယ်သူ့လက်ပြီးထွက်ပြေးသွားတော့တယ်ဒီအချိန်မှာတော့ Vivian ကနောက်ဆုံးမှာကျွန်တော်ဘက်ကိုလှည့်လာတယ်သူမအတန်မှာမျက်ရည်တွေပြည့်နေလျက်တို့တွေအရင်ကလင်မယားဖြစ်ခဲ့ဘူးတဲ့တန်ရောစင်ကိုထောက်ထားပြီးကျေးဇူးပြုပြီးကျမကိုကူညီပါဦးနော်သူမပြောရင်းနဲ့မျက်ရည်တွေစီးကျလာတယ်နင်သားကျမအတွက်စကားတစ်ခုလောက်ပြောပေးရင်ကျမထောင်ထဲမှာနှစ်အနည်းငယ်ပဲနေရမှာကိုငါသိပါတယ် Vivian ကကျွန်တော်လက်ကိုလာဆွဲဖို့ကြိုးစားပေမဲ့ကျွန်တော်ဖယ်ထုတ်လိုက်တယ်ကျွန်တော်လေတံကအေးဆက်သွားတယ်နင်မိသားစုတွေဘလောက်အထိဖျက်ဆီးခဲ့လဲဆိုတာနင်သိရဲ့လားကျွန်တော် trap ပြီးထွက်ခွာဖို့လှည့်လိုက်တယ် Vivian ဒါကနင်နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ပဲလူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါဦး Vivian ကျမ်းပြင်ပေါ်ပြန်ထိုင်ချလိုက်ပြီးကျွန်တော်နောက်ကိုလိုက်မလာတော့တယ်လို့စကားတစ်ခုမှလည်းထပ်မပြောတော့ဘူးတရားရုံးမှာတော့တရားသူကြီးကစီရင်ချက်ချမှတ်လိုက်တယ်။တရားခံ Vivian တွင်လိမ်လည်မှုဖြင့်ပြစ်မှုထင်ရှားသဖြင့်ဥပဒေအရထောင်ဒဏ်9နှစ်ကြာခံစေရန်စီရင်ချက်ချမှတ်သည်။အိုင်းရင်နဲ့ကျွန်တော်အတူတူသတင်းကိုကြည့်နေကြတယ်။သတင်းထဲမှာတော့လူထုအလေးထားစောင့်ကြည့်နေတဲ့အမှုတစ်ခုတွင် Vivian အမည်ရှိအမျိုးသမီးဦးဆောင်သောရန်ပုံငွေလိမ်လည်မှုဂိုင်းအားတရားရုံးကပထမအကြိမ်စီရင်ချက်ချမှတ်လိုက်ပြီးဖြစ်ပါတယ်။တရားခံ Vivian သည်နစ်နာသူများအားမြင့်မားသောအကျိုးမြတ်များပေးမည်ဟုကတိပြုကာဆွဲဆောင်ခဲ့ခြင်းဖြစ်ပြီးဘန်နက်အုပ်စုရုံးခန်းထဲမှာအိုင်ရစ်ကစာရွက်စာတမ်းအချို့ကိုလှန်ကြည့်ရင်းပေါ့ပေါ့ပပမိတယ်ဟို Desmond ဆိုတဲ့လူရောဘာသတင်းထူးသေးလဲကျွန်တော်ကလထိုင်ကိုမိလိုက်ပြီးအေးစစ်စစ်ပဲဘာမှမရှိပါဘူးလွန်ခဲ့တဲ့ရက်ပိုင်းကတူတန်ယာရီနဲ့ရဲစခန်းမှာလာပြီးတိုင်ချက်ဖွင့်တယ်လို့ကြားတယ်သူ့အဖေကသူ့ကိုအသက်ကြီးကြီးလူတစ်ယောက်စီမှာအပျော်ပါအယုတ်ဖြစ်အတုံးချဖို့ရောင်းစားခဲ့တယ်လို့ပြောတယ်အိုင်းရင်မျက်မှောင်အနှဲငယ်ကုတ်သွားပြီးရဲတွေကဘာမှမလုပ်ပေးဘူးလားကျွန်တော်ကောင်းခါလိုက်တယ်ဟိုလူစီမှာ Desmond အဖေကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာချုပ်ရှိနေတော့အဲ့ဒါကမိသားစုအတွင်းအငင်းပွားမှုအဖြစ်သတ်မှတ်ခံလိုက်ရပြီးအဲ့ဒီနောက်ပိုင်း Desmond ရဲ့သတင်းဘာမှမကြားရတော့ဘူးအိုင်းရခဏလောက်ငြိမ်သွားပြီးမှခပ်ဖွက်ဖွက်တက်ပြင်းချတယ်ကဲလေဒါလဲသူနဲ့ထိုက်တန်တဲ့အကျိုးဆက်ကိုရတာပဲလို့သတ်မှတ်ရမှာပေါ့9နှစ်ကြာပြီးနောက်တစ်နှစ်အစင်းမြင့်အခမ်းပွဲတစ်ခုမှာမိအောင်တွေကတောက်ပနေပြီးဧည့်သည်တွေကလည်းရင်ကြီးတင်နေစွာနဲ့စကားပြောရင်းဖန်ခွက်တွေမြောက်ကနှုတ်ဆက်နေကြတယ် Vivian ကမျက်နှာချေနေတော်တော်ဆိုးဆိုးနဲ့ရိုင်းတိရိုင်းတိုင်ဝင်လာခဲ့တဲ့ဧည့်သည်တွေကအံ့အားသင့်ပြီးလှည့်ကြည့်ကြတယ်သူမကလူအုပ်ထဲကကျွန်တော်ကိုချက်ချင်းမြင်သွားပြီးအတင်းပြေးလာကကျွန်တော်ကုတ်အင်ကြီးအနားတက်ကိုဆွဲပြီးဒူးထောက်ချလိုက်တယ်လောစင်ငါမှမှန်းသိပါပြီကျေးဇူးပြုပြီးငါ့ကိုအခွင့်အရေးတစ်ချိန်လောက်ထပ်ပေးပါဦးကျွန်တော်သူမကိုအေးဆက်ဆက်ကြည့်ရင်အတိတ်ဘဝကိုပြန်တွေးမိသွားတယ်အတိတ်ဘဝတုန်းက Vivian တို့မိဘတွေကကလေးပဲတော့ယူမှလဲဆိုပြီးတို့ကိုထပ်ပြီးဖိအားပေးနေပြန်ပြီ Vivian ကလက်ကပြပြီးစိတ်မရှိတဲ့လေတံနဲ့ငါပြောပြီးပြီပဲငါကကိုပိုင်လွတ်လပ်တဲ့အမျိုးသမီးငါရဲ့ဖြစ်တည်မှုကိုကလေးတစ်ယောက်နဲ့တတ်မှတ်ဖို့မလိုဘူးဒီဘဝကငါရဲ့စီးပွားရေးအတွက်ပဲဒါကြောင့်နေမိဘတွေရဲ့အိုဟောင်ဆွေးမြေ့နေတဲ့ကလေးယူရမယ်ဆိုတဲ့အတွေးခေါ်တွေနဲ့ငါကိုလာမနှောက်ယှက်နဲ့ကျွန်တော်ခဏနာပြီးခေါင်းညှိလိုက်တယ်ကောင်းပြီ Vivian နင်းအလိုရှိတဲ့အတိုင်းကလေးယူဖို့ခဏဆိုင်းငံ့ထားကြစို့နင်းရဲ့စီးပွားရေးကပိုအရေးကြီးတာပဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းတစ်နေ့မှာကျွန်တော်တကားကိုတွန်းဖွင့်လိုက်တော့ Vivian ကကျွန်တော်ကိုကြောပေးပြီးဆရာဝန်စီဖုန်းဆက်နေတာကိုတွေ့ရတယ်ဟုတ်ကဲ့ကျမမှာကိုဝင်ရှိနေတာတလားရှိပါပြီဟုတ်ပါတယ်ရှင့်ကလေးပါမပူပါနဲ့သူကကျမကိုတိတ်ချစ်တာကျမပြောသမျှအကုန်ယုံနဲ့ကျွန်တော်ခြေလမ်းတွေတန့်သွားပြီးနေရာမှာတင်ကြောင်အမ်းပြီးရက်နေမိတယ်ကလေးမွေးလာတာနဲ့သူ့စီကရှယ်ယာတွေကိုအကုန်လွှဲပြောင်းခိုင်းလိုက်မယ်ကျွန်တော်အတန်တွေတုံရင်နေတယ်ဒါဆိုအစကတည်းကအားလုံးကအလိမ်ညာတွေပေါ့ Vivian ကဖုန်းကိုကင်ထားတော့မယ်တဟားဟာရေမောရင်းပေါ်ပါတဲ့အတန်နဲ့ကောင်းပြီ
တို့တွေအဲ့ဒီယတနာအမြောက်များကိုအမွေဆက်ခံပြီးရတဲ့တနေ့ကျရင်ဘန်နက်မီသားစုရဲ့အင်ပါယာတစ်ခုလုံးတို့ပိုင်ဖြစ်ပြီးကျွန်တော်လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိရလက်စစ်တွေဖြူကျော်ကုန်တော့တယ်အခန့်ပွဲကိုပြန်ရောက်တော့ VVN ရဲ့လက်ကကျွန်တော်ကုတ်အင်ဂျီအနာသက်ကိုဆွဲကင်ထားတော့မဲ့ကျွန်တော်သူမလက်ကိုတွန်းဖယ်လိုက်တယ်ဒီနိုင်ငံမှာငါရဲ့ကလေးကိုမွေးပေးဖို့တန်းစီနေတဲ့အမျိုးသမီးတွေတန်းနဲ့ချီရှိတဲ့ဘန်နက်မီသားစုရဲ့အမွေခံကိုမွေးပေးဖို့အတွက်အပြစ်ဒဏ်ကြခံထားရတဲ့ရာဇဝတ်သားတစ်ယောက်စီဘယ်တော့မှအလှည့်ရောက်မှာမဟုတ်ဘူးအဲ့ဒီချိန်မှာပဲကိုဝင်ရေးချင်းရှိလွယ်ထားရတဲ့အိုင်ရစ်ကရှောက်လာပြီးကျွန်တော်လက်မောင်းကိုချိတ်ကပခုံးပေါ်ဖြည်းဖြည်းချင်းမိလိုက်တယ်သူမအတန်ကနူးညံ့လျက်ဘာဖြစ်လို့လဲမောင် VVN ဒါကိုကြည့်ပြီးမျက်ရည်တွေစီးကျလာတော့မဲ့သူမရဲ့အတန်ကတုံရင်သွားတယ်ငါမယုံဘူးလောစင်နင်ငါကိုလိန်နေတာမလားဟုတ်တယ်မလားပြောရင်းနဲ့သူမအတန်ကဆူဆူဝါးဝါဖြစ်လာတယ်နင်ဘလို့ဖြစ်လို့သူမကိုလက်ထက်ရတာလဲငါကနင့်ဇနီးလေကျွန်တော်အိုင်ရီရဲ့ပခုံးကိုဖတ်လိုက်ပြီးရှေ့က VVN ကိုကြည့်လိုက်တယ်ငါကတော့တခြားယောက်ျားရဲ့ကလေးကိုလွယ်ထားပြီးငါကိုအပြစ်ပုံချမဲ့ယောက်ျားအဖြစ်တတ်မှတ်မဲ့အဖြစ်မျိုးကိုတခါမှအောက်ကျမခံခဲ့ဘူး VVN ကစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်တယ်လောစင်နင်ငါအပေါ်ဘလို့ဖြစ်လို့ဒီလိုလုပ်ရတာလဲကျွန်တော်နောက်ပြန်မလဲပဲအိုင်းရင်နဲ့အတူရှေ့ကိုဆက်လျှောက်ခဲ့တယ်တနေ့မှာတော့ VVN ကကျွန်တော်ကားရှိမှရုတ်တရက်လာပိတ်ရက်ပြီးသတင်းထောက်တွေရှိမှငိုယူတော့တယ်အိုင်ရစ်ကငါနေရာကိုလူယူသွားတဲ့အိမ်တော်ရေးဖြစ်စည်းသူပဲငါကသာဒီအချမ်းသာဆုံးသူထေရဲ့တရားဝင်ဇနီးအစ်စ်ကျွန်တော်ကားပေါ်ကဆင်းတာနဲ့သူမကကျွန်တော်စီအသက်ဆက်ဖို့ကြိုးကိုကင်တယ်လို့မျိုးအတင်းပြေးဝင်လာလို့ကျွန်တော်တုံးဖယ်လိုက်တယ်အိုင်ရစ်ကရှောက်လာပြီးတဘာဝကြကြပဲကျွန်တော်လက်မောင်းကိုချိတ်လိုက်တယ်ကျမခင်ပွန်းကဒီတဝိုက်မှာအချမ်းသာဆုံးသူထေပဲသူကနင်းလို့အဆင့်တန်းမရှိတဲ့သူမျိုးကိုဘယ်တော့မှပြန်လှည့်ကြည့်မှာမဟုတ်ဘူးကျွန်တော်လုံခြုံရေးတွေကိုပြောလိုက်တယ်သူမကိုအကုန်လုံးပိတ်ဆို့ထားလိုက်ပါငါသူမကိုနောက်ထပ်မတွေ့ချင်တော့ဘူးလုံခြုံရေးဝန်ထမ်း2ယောက်ကချက်ချင်းပြန်ပြောတယ်နားလဲပါပြီတခင်လေးသူတို့က VVN ကိုချက်ချင်းဖမ်းဆွဲပြီးလက်မောင်းကနေမပြီးခေါ်ထုတ်သွားကြရာသူမကတလန်းလုံးရုန်းကန်ပြီးအော်ဟစ်နေတော့တယ်သူမရဲ့ဖက်နှက်တစ်ဖက်ပြုတ်ကျကြံခဲ့ရှာတဲ့အဲ့ဒီနောက်ပိုင်းဘဝကအေးချမ်းချမ်းပဲကုံလုံသွားခဲ့တယ်အိုင်းရင်နဲ့ကျွန်တော်အတူတူမိဘတင်တန်းလမ်းညွှန်စာအုပ်ဖတ်နေတော့စပွဲပေါ်ကဖုန်းရုပ်တရက်မြည်လာတယ်ကျွန်တော်ဖုန်းကိုကောက်ကင်လိုက်တော့ဟိုဘက်ကအတန်ကခဏလောက်နာပြီးမှမစ္စတာဘန်နက် VVN လမ်းပေါ်မှာတင်ယောဂနဲ့တေးဆုံးသွားပါပြီ VVN တေးပြီးဟုတ်လားကျွန်တော်အတီးပြုတဲ့အနေနဲ့စကလုံးကိုထပ်ပြောမိတယ်အိုင်ရစ်ကသူမရဲ့ဖောင်တိန်ကိုချထားလိုက်ပြီးတပြင်းချကတည်ငြိမ်စွာပြောတယ်ကဲလေဒါလည်းသူမနဲ့ထိုက်တန်တဲ့အကျိုးဆက်ကိုရတာပဲလို့သတ်မှတ်ရမှာပေါ့ဒါပေမဲ့မင်းတို့ကတစ်ချိန်ကအတန်းဖော်တွေဖြစ်ခဲ့ဘူးတာပဲလေသူမရဲ့တကြိုစရိတ်ကိုတော့သွားပြီးကြခံပေးလိုက်ပါဖုန်းထဲကလူကခဏနာပြီးနားလဲပါပြီးမစ္စတာဘန်နက်အဲ့ဒီညကမိုးတွေဆက်တိုက်ရွာနေတော့မဲ့နားနေဆောင်တစ်ခုတည်းကခုံတန်းလျာပေါ်မှာ VVN ကအဝတ်စားပပလေးတွေဝတ်ပြီးကွေးကွေးလေးလဲလျောင်းနေတဲ့အပေါ်ကနေမိုးရေတွေဆူရွှဲနေတဲ့သတင်းစာတစ်စောင်ခြုံထားလျက်သူမရဲ့လက်တစ်ဖက်ကခုံပေါ်ကနေတွဲလောင်းကျနေပြီးမိုးရေဆက်တွေသူမလက်ပေါ်ကျနေတာကိုတော့ပြန်မယုံနိုင်တော့ဘူးထီဆောင်ပြီးဖြစ်သွားတဲ့လူတစ်ယောက်ကခဏရက်ကြည့်ပြီးငုံကြည့်ကမျက်မှောင်ကုတ်လျက်လက်ဝဲရမ်းပြတယ်နောက်ထပ်အင်ဂျင်မဲ့လူသေးတစ်ယောက်ပေါ်ပြီးတော့သူတခြားဘက်ကိုလှည့်ပြီးထွက်သွားတော့တဲကျွန်တော်ဝရန်နာမှာရက်နေခဲ့တဲ့အေးမြတဲ့လေငင်းကကျွန်တော်မျက်နှာကိုလာတိုက်ခတ်နေတဲ့အိုင်ရစ်ကကျွန်တော်နောက်ကနေရှောက်လာပြီးပခုံးပေါ်ကိုကုတ်အင်ဂျီလေးဖြည်းဖြည်းချင်းခြုံပေးတယ်အေးမီဦးမယ်မောင်ရပါတယ်ကို့မှာမမရှိနေတာပဲကျွန်တော်အိုင်ရစ်ကိုကြည့်နေတော့အခန်းထဲကနေပုံရိပ်သေးသေးလေးနှစ်ခုပြေးထွက်လာပြီးကျွန်တော်ခြေထောက်တစ်ဖက်စီကိုဖက်တွေကမောကြည့်ပြီးဖေဖေလို့လှမ်းခေါ်ကြတယ်ကျွန်တော်သမီးလေး2ယောက်ရဲ့ခေါင်းကိုပုတ်ပေးရင်းစိတ်ထဲကနေတိတ်တဆိတ်တွေးနေမိတယ်အတိတ်ဘဝကရှုပ်ထွေးမှုတွေအားလုံးဟာဒီဘဝမှာတော့အစအနမကြံပြောင်းဆင်းသွားခဲ့ပြီးအချို့လူတွေကတစ်ချိန်ပဲကူညီပေးဖို့လိုတာမျိုးပါဒုတိယအကြိမ်အထိထပ်ကူညီပေးမိရင်ကိုပဲပြန်ဒုက္ခပေးတယ်လို့ဖြစ်တတ်ပါတယ်တိမ်ဆိုင်တွေကြားထဲကနေနေအောင်ကြီးဖြာချလာပြီးမိသားစု4ယောက်စလုံးပေါ်ကြားရောက်လို့နေတဲ့ VVN နဲ့ Desmond တို့ရဲ့အကြောင်းတွေကတော့တကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲအခုတော့အဲ့ဒီအိမ်မက်ကြီးပြီးဆုံးသွားခဲ့ပါပြီနေမင်းကြီးကတော့အမြဲတမ်းလိုပဲပုံမှန်အတိုင်းပြန်လဲထွက်ပြေးလာခဲ့တဲ့ကျွန်တော်တို့မိသားစုလေးဟာလက်ချင်းချိတ်ပြီးအပြင်ဘက်ကိုအတူတူရှောက်လန်းခဲ့ကြတဲ့နေအောင်ကြီးကြောင့်ကျွန်တော်တို့ရဲ့အရေးတွေကအနောက်ဘက်မှာရှည်လျားစွာကြံရစ်နေခဲ့ပြီးအတိတ်တွေကိုပါအဲ့ဒီနေရာမှာတင်တခါတည်းထာဝရခြံထားရစ်ခဲ့တယ်လို့မျိုးပေါ့